အေးမပါတဲ့အရာတွေနဲ့သာအချိန်ကုန်ပြီးမနေမိဖို့တတိထားကြရမှာဖြစ်တယ်ပေါ့လူတိုင်းဟာဘဝရလာတဲ့အကျိုးအမြတ်ရှိသွားကြတာမဟုတ်ဘဲနဲ့ဘဝကိုအကြောင်းပြုပြီးတော့အဆိုးနဲ့ကြုံတွေ့သွားကြတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်ဘဝကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီထဲမှာမိမိကိုယ်ကိုမိမိဆန်းစစ်လေးလာပြီးရလာတဲ့ဘဝမှာအဆိုးတွေနဲ့ဒုက္ခရောက်သွားတဲ့ဘဝမျိုးမရဖို့မိမိကိုယ်တိုင်လုပ်ကြရမယ်ကောင်းကျိုးချမ်းသာတွေမရဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်ဆုံးရှုံးနစ်နာမှုကအမှန်မှကြီးမားတယ်ဘဝရတဲ့အခါမှာရှောင်ရံနဲ့ဆောင်ရံဆိုတာအမြဲတမ်းနှစ်ခုတွန်းတွဲပြီးတော့သာနေတာဖြစ်တယ်မလုပ်ရမှာနဲ့လုပ်ရမှာမလုပ်ရမှာကိုရှောင်ဖို့နဲ့လုပ်ရမှာလုပ်ဖို့မလုပ်ရမှာကိုမြတ်စွာဘုရားကအကုသိုလ်လို့ဟောကြားတာပဲဖြစ်တယ်လုပ်ရမှာကြတော့ကုသိုလ်လို့ဟောကြားတာဖြစ်တယ်ကုသိုလ်အကုသိုလ်လို့ကြားလိုက်တာနဲ့ဘာသာတရားလို့လည်းစိတ်ထဲမှာအောင်းမိမသွားလိမ့်မယ်ဒါကသဘာဝတရားလို့ဆိုလို့ရပေါ့နော်ကိုစားတဲ့အစားအစာသည်ပင်မစားရမယ့်ဟာနဲ့စားရမှာနှစ်ခုရှိတာပဲလေနေ့စဉ်ဘဝမှာကိုခန္ဓာနဲ့မသိလျော်တဲ့အစားအစာဟာမစားရမယ့်အစားအစာကျန်းမာရေးအတွက်အဆင်ပြေမဲ့အစားအစာမျိုးကစားရမယ့်ဟာမစားရမယ့်ဟာနဲ့စားရမယ့်ဟာဒီနှစ်ခုခွဲခြားမသိပဲနဲ့မစားရမယ့်အစာကိုစားတယ်စားရမယ့်အစာကိုမစားပဲနေတယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးဒါလက်တွေ့ပဲနော်ကောင်းကျိုးချမ်းသာမရနိုင်ဘူးဆိုးကျိုးတွေလည်းပဲရင်ဆိုင်ရမှာပဲထို့တူပဲစိတ်ထဲကမတွေးသင့်တာနဲ့တွေးသင့်တာနှစ်ခုရှိတယ်အရာခတ်သိမ်းဟာခွဲခြားစိတ်ပြတ်တတ်ဖို့လိုတယ်ခြုံငုံပြောလိုက်တဲ့အခါကျတော့မလုံးသင့်တာနဲ့လုံးသင့်တာလို့ပြောရတာအဲ့ဒါကိုထပ်ခွဲပြောမယ်ဆိုရင်မလုံးသင့်တာနဲ့လုံးသင့်တာဆိုတဲ့ထဲမတွေးသင့်တာနဲ့တွေးသင့်တာမပြောသင့်တာနဲ့ပြောသင့်တာမလုံးသင့်တာနဲ့လုံးသင့်တာလို့လူတွေနဲ့ပတ်သက်လာတဲ့ဒီ action လို့ခေါ်တဲ့လူတွေရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်လာတဲ့အခါကာယကံဝစီကံမနောကံဆိုတာရှိတာလေဒါစာလို့ပြောလို့သာကာယကံဝစီကံမနောကံပြောတာမနောကံဆိုတာတွေးတာကြံတာကိုပြောတာဝစီကံဆိုတာနှုတ်ကထုတ်ပြောတာကာယကံဆိုတာကိုယ်ထိလျောက်လှုပ်တာအဲ့ဒီသုံးမျိုးကလွယ်လို့ဘာမှမရှိဘူးဘဝမှာအဲ့ဒီမှာကိုသိဖို့ရဘာလို့ဆိုမတွေးသင့်တာဘာလဲတွေးသင့်တာကဘာလဲမပြောသင့်တာကဘာလဲပြောသင့်တာကဘာလဲမလုပ်သင့်တာကဘယ်ရာလဲလုပ်သင့်တာကဘယ်ရာလဲလို့ဆိုမိမိကိုယ်ကိုယ်တိုင်ခွဲခြားစိတ်ဖြာပြီးသိနိုင်စွာမရှိဘူးဆိုလို့ရှိရင်မိမိရဲ့ပတ်ဝန်းကျင်မှာဆိုပါစို့တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ငယ်ရွယ်လို့မသိဘူးဆိုရင်အမေရှိတယ်အဖေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ပညာရှိတွေရှိတယ်ယဟန်တန်ဃာတွေရှိတယ်လုံးသင့်တာနဲ့မလုံးသင့်တာမကွဲပြားဘူးမခွဲခြားတတ်ဘူးဆိုလို့ရှိရင်လေဒါခွဲခြားအောင်လူလောကကြီးဟာရှင်ကျေးတဲ့လူအတိုင်းဝိုင်းမှာဒီခွဲပြားခြားနာချက်တွေကရှိပြီးသားပဲဖြစ်တယ်မလုံးသင့်တာလုံးရင်ကဲကြတယ်မပြောသင့်တာပြောရင်ကဲကြတယ်မတွေးသင့်တာတွေတွေးပြီးတော့တွေးတာကြတော့လူမသိဘူးပေါ့နော်မတွေးသင့်တာတွေးတာကြတော့လူမသိဘူးသို့တော်လူသိတာထုတ်ဖို့ပြောပြီဆိုရင်လူသိတယ်ကိုယ်ဒီလျောက်လုပ်ပြီဆိုရင်လူသိတယ်အပ္ပဇံကမပြောဘဲနဲ့လက်နဲ့ရေးပြီးတော့ပြောတာလေအပြောပဲလို့ဆိုအောင်ပါဖြစ်တယ်ဒီကနေ့ခေတ်မှာတော့
လူတွေရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုစာနဲ့ရေးပြောတာရှိတယ်လို့ပဲ Facebook ထဲမှာရေးတာတွေလည်းရှိလာတယ်ပေါ့နော်ကိုပြောတဲ့စကားတွေကပိုးကျဲလာတယ်ရှင်းတော့ကတော့ကိုပြောတဲ့စကားပျောက်ပျောက်သွားတယ်ပေါ့ကိုနားမှာနားထောင်တဲ့တူ50ဦးလောက်ပဲကြားမယ်ခဏခေတ်တော့ Facebook ထဲကတက်ပြောလိုက်ရင်တော့နောက်က like လုပ်တဲ့လူတွေတို့ comment လုပ်တဲ့လူတွေတို့ပြည့် share လုပ်တဲ့လူတွေတို့ ਨੇ ဆိုသိန်းချီပြီးတော့10မိနစ်10စက္ကန့်အတွင်းမှာသိန်းချီဖြစ်သွားတယ်အဲ့တော့ကိုပြောဆိုမှုကထိရောက်တယ်ဆိုတော့တစ်ဖက်သားအကျိုးသက်ရောက်မှုတွေရှိသွားတယ်မမှန်မကန်ပြောလိုက်ပြီဆိုလို့ရှိရင်မမှန်မကန်စကားတွေကထိရောက်သွားတယ်မမှန်ကန်ပြောလိုက်ပြီဆိုလေလူသားတွေမှာအကျိုးရှိသွားကြတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ analyze လုပ်တဲ့ခေါ်တာခွဲခြားစိတ်ဖြတ်ထားရမယ်ဝေဖန်ခွဲခြားတတ်ရတွေးတဲ့အရာလားမတွေးတဲ့အရာလားတွေးတဲ့အရာကဘာလဲမတွေးတဲ့အရာကဘာလဲပြောတဲ့အရာလားမပြောတဲ့အရာလားပြောတဲ့နာကဘာလဲမပြောတဲ့နာကဘာလဲလှုပ်တဲ့အရာလားမလှုပ်တဲ့အရာလားမလှုပ်တဲ့အရာကဘာလဲလှုပ်တဲ့နာဘာလဲလို့ဆိုဘာကြောင့်ဒီလိုတွေးရတယ်လဲလို့ဆိုရင်မပြောတဲ့နာမတွေးတဲ့နာကိုတွေးမိပြီမပြောတဲ့နာကိုပြောမိပြီမလှုပ်တဲ့နာကိုလှုပ်မိပြီဆိုရင်ဒီတိုင်းနဲ့နေမှာမဟုတ်ဘူးပြဿနာနောက်ကလိုက်လာပြဿနာနောက်ကလိုက်လာပြဿနာဆိုတာဒုက္ခပေးမဲ့အရာပဲနော်ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုတည်းနောက်ကဒုက္ခပေးမဲ့ဟာတန်လန်းကြီးလိုက်နေတာဘယ်ရပဲဖြစ်ဖြစ်အဲ့ဒါမျိုးပြဿနာတင်လိုက်တာမဟုတ်ဘူးကောင်းကျိုးချမ်းသာလည်းပဲအဲ့လိုပဲလိုက်တယ်ဆိုတာသတိထားဖို့ကောင်းတာလည်းလိုက်တယ်မကောင်းတာလည်းလိုက်တယ်မြတ်စွာဘုရားကဘုရားဟောတဲ့တရားတွေကမြတ်စွာဘုရားကဓမ္မပဒမှာဟောထားတယ်ဘုရားဟောတဲ့တရားတွေကလူသားတွေရဲ့ဘဝနဲ့အဝင်ခွင်ချဟောထားတာဖြစ်လို့သုံးမရတဲ့ဘာသာတရားလည်းမဟုတ်ဘူးသုံးမရတဲ့အဆုံးအမတရားလည်းမဟုတ်ဘူးနေ့စဉ်ဘဝမှာတန်ဖိုးရှိတဲ့အဆုံးအမတရားတွေဖြစ်လို့လိုက်နာကျင့်သုံးမယ်ဆိုရင်လိုက်နာကျင့်သုံးတော့အကျိုးသက်ရောက်တယ်။ဘာနဲ့တူတော့ဆိုရင်မြတ်စွာဘုရားတရားတော်တွေဟာဆေးဝါးနဲ့လာသရံတူတယ်။ဆေးဆိုတဲ့နေရာမှာအင်အားကိုဖြစ်စေတတ်တဲ့ဆေးရှိတယ်ယောဂကိုပျောက်စေတတ်တဲ့ဆေးရှိတယ်ယောဂကိုပျောက်စေတတ်တဲ့ဆေးကလည်းယောဂကိုပျောက်ကင်းစေတတ်တယ်အင်အားဖြစ်စေတတ်တဲ့ဆေးကလည်းဒီဆေးတောက်ရင်အင်အားတွေဖြစ်လာတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒီတိုင်းပါပဲဆေးသည်တောက်တဲ့ပုဂ္ဂိုလ်အတွက်အကျိုးသက်ရောက်တယ်လို့မြတ်စွာဘုရားတရားတော်တွေကလည်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်အတွက်မှာအကျိုးသက်ရောက်မှုဖြစ်တယ်မလိုက်နာဘူးဆိုရင်ကတော့အကျိုးသက်ရောက်မှုမရှိဘူးဆေးကလည်းမတောက်ရင်ကိစ္စမရှိဘူးပလင်းနဲ့ထည့်ခေါင်းရင်ထားကိစ္စမရှိဘူးနော်အာသီလေးဖတ်ရုံနဲ့တော့အားမရှိဘူးပေါ့နော်ဒီဆေးလေးတောက်လို့ဘာဖြစ်တယ်ဆိုတာမတောက်ပဲနေမဖြစ်ဘူးယောဂပျောက်တဲ့ဆေးဆိုလို့ရှိရင်လည်းဒီဆေးလေးမတောက်ဘူးဆိုရင်ယောဂပျောက်ဘူးဆိုလိုတာကကိုယ်ဒီလျောက်လုံးမှအကျိုးသက်ရောက်မှုရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကပฏิပဒါလို့ခေါ်တယ်လက်တွေ့ကျင့်သုံးတာကိုပฏิပဒါလက်တွေ့အသုံးချရဆေးရလည်းပဲလက်တွေ့သုံးတဲ့အခါမှာအကျိုးသက်ရောက်မှုဖြစ်ပေါ်စေသလိုပဲမြတ်စွာဘုရားအဆုံးအမတရားတော်ကိုလက်တွေ့ကျင့်သုံးလိုက်တာအဲ့တော့အဆုံးအမဆိုတာကိုနှစ်ခုခွဲလိုက်တဲ့အခါမှာဘာတွေဆုံးမတာတုံးလို့သိချင်တယ်ဆိုရင်မလုံးရမှနဲ့လုံးဝမှဒီနှစ်ခုပဲရှိတယ်ဘုရားရဲ့အဆုံးအမအချင်းချုပ်ပြောပါဆိုရင်မလုံးရမှနဲ့လုံးအောင်မလုံးသင့်နာနဲ့လုံးသင့်နာဒီနှစ်ခုခွဲခြားဟောတယ်ဒါဖြင့်မလုံးသင့်ဘူးဆိုတာဘုရားမကြိုက်လို့လားသူမကြိုက်လို့လား
ဒီလိုအဓိပ္ပာယ်မရဘူးမြတ်စွာဘုရားဟောတဲ့မလုတ်တင်ဘူးဆိုတာဘာကြောင့်မလုတ်တင်တယ်လဲအပြစ်ရှိပြီးဆိုးကျိုးကိုဖြစ်စေတာမလုတ်တင်ဆိုပါတော့ဒီအစာမစားသင့်ဘူးဆိုတာဘာလို့မစားသင့်တာတော့မေးဒီအစာစားရင်ဝန်းလျှောမယ်ဘိုင်းနာမယ်ယောဂတိုးမယ်စီးကျိုးရှင်စီးကျိုးတက်မယ်ဒီသွေးတို့ရှိတဲ့လူကသွေးတို့ pressure တက်မယ်ဆိုအဲ့ဒါမျိုးကိုမစားသင့်ဘူးလို့ဆိုလိုတာမလုတ်သင့်ဘူးဆိုတာရသော်ဗျာဟောတဲ့မလုတ်သင့်ဘူးဆိုတာလေလုတ်ပြီးဆိုရင်ဆိုးကျိုးတွေပြဿနာတွေနောက်ကလာမယ်လို့ဆိုလို့လုတ်ကြည့်မယ်ဆိုရင်တကယ်လာမှာပဲလေဆိုးကျိုးကိုလာစေတတ်တဲ့အလုပ်တွေမလုပ်နဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေကလုတ်တဲ့အရာဖြစ်တယ်ပေါ့အဲ့တော့လုတ်တဲ့အရာကိုလုပ်လိုက်ပြီဆိုရင်ကောင်းကျိုးချမ်းသာရလာတယ်အဲ့တော့ဒီအဆုံးအမတစ်ခုတည်းကိုကလုတ်တဲ့နာနဲ့မလုတ်တဲ့နာဆိုတာမှာမလုတ်တဲ့နာကိုလုပ်လို့ရှိရင်လေဒုက္ခရောက်တယ်လုတ်တဲ့နာကိုလုပ်မယ်ဆိုရင်လေချမ်းသာဒုက္ခရနိုင်တယ်ဆိုတာလူလောကကြီးမှာကိုကဒီအချက်နှစ်ချက်ဟာဘယ်အခါပဲဖြစ်ဖြစ်ရွေးချယ်လိုက်တာကျင့်သုံးရမယ့်အချက်နှစ်ချက်ပဲဖြစ်တယ်နေ့စဉ်ဘဝတာမန်ကိစ္စလေးတစ်ခုပေါ့ဒီတိုင်းပဲရှိတယ်လောကမှာဘာသာတရားလို့ဆိုတာတွေဟာဆုံးမတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဘာသာတရားလို့ခေါ်ခြင်းခေါ်မခေါ်ခြင်းဘူးဆိုရင်လူတွေရဲ့သဘာဝတရားတွေကိုထုတ်ဖော်ပြီးတော့ထိုသဘာဝတရားတွေကိုလုတ်တဲ့နာနဲ့မလုတ်တဲ့နာခွဲခြားပြောရတာဖြစ်တယ်ဘုရားသခင်ကမမှလည်းမဟုတ်ဘူးနော်မားတဲ့ဘုရားသခင်လည်းမဟုတ်ဘူးဆုတောင်းလို့လည်းပဲဆုတောင်းတဲ့ဘုရားကဆုချမှာမဟုတ်ဘူးလို့ဆိုလို့နော်ကိုလို့ရတာဘုရားဆုချတာမဟုတ်အဲ့တော့တခြားဘာသာတွေနဲ့မတူဘူးဆိုတာကိုသတိထားဖို့လိုတယ်ပေါ့ဒါဖြင့်လူတွေကဘာလို့တူတယ်ထင်းနေကြတော့ဆိုလူအလုံးဟာနတ်ကိုးကွယ်တဲ့ဘာသာကနေပြောင်းလဲလာကြတာလေနတ်ကိုးကွယ်တယ်ဆိုတဲ့နတ်စီကတခုရဖို့မျှော်လင့်နေကြတာတွေဒါဖြစ်တယ်ပေါ့အခုကိုမသိတဲ့အခါဗီရင်ဆရာသွားအကိုပြန်ဗီရင်ဆရာကဘာလှူလိုက်ဆိုရင်အဲ့သွားလှူတခါတော့ငယ်ငယ်တော့ကတ်တွန်းလေးတစ်ခုဖတ်ဖို့တယ်အဲ့ဒီကတ်တွန်းလေးကအမှန်ကန်ပဲဗီရင်ဆရာဗီရင်ဟောနေတဲ့အထက်မှာဗီရင်ဆရာရဲ့နာမည်ကိုရေးထားတာတော့ဗီရင်ဆရာညာတဲ့ကတ်တွန်းဖတ်ဖို့တော့ပြောတာနော်ရေးထားတာဗီရင်ဆရာရဲ့နာမည်ဗီရင်ဆရာညာတဲ့ရေးထားပြီးလူတယောက်ကိုကြောက်သမုံလေးနဲ့တွက်ချက်ပြီးတော့ဟောပြီးတော့သူကဘာပြောတော့ဆိုခင်ဗျာလူညာခံရလိမ့်မယ်တဲ့တတိထားတဲ့ခင်ဗျာလူညာခံရဖို့ကိန်းရှိနေတယ်ဆိုတော့ဟာကဲဆရာကြီးမဖြစ်နိုင်ဘူးလေတဲ့ကျုပ်လူညာခံရမယ်ဆိုတာကျုပ်ကမတန်ကင်းပါတယ်ပေါ့အခုပဲခင်ဗျာညာခံနေရပြီမဟုတ်လားတဲ့အဲ့လိုရေးထားတာလေးတွေ့ရတယ်ငယ်ငယ်တော့ဖတ်ခဲ့တဲ့ကတ်တွန်းထဲမှာပါတော့မှတ်တမ်းရှိတဲ့လူပြန်ရှာရင်တော့တွေ့ကောင်းတွေ့လိမ့်မယ်ငယ်တော့သတင်းစာထဲမှာပါတယ်ဟာနော်ဗီရင်ဆရာတွေကိုမမှန်ဘူးလို့ပြောတာတော့မဟုတ်ပါဘူးသူတို့ထမင်းအိုးလည်းမရိုက်ခွဲပါနဲ့ဝါသနာပါတဲ့လူတော့မေးပေါ့နော်ဆိုလိုတာကလူရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာကိုလုပ်တဲ့ပုံမှာမူတည်တယ်ဆိုတာကိုတော့သတိထားသူဟောလို့ဖြစ်တာတော့မဟုတ်ဘူးကိုယ်မှဖြစ်ပေါ်နေတဲ့အရာကိုသူကဟောပြောတာပဲဖြစ်မယ်ဆိုလို့ရှိရင်အဲ့တော့မှန်ကန်တဲ့ဗီရင်ပညာရက်တွေရောမရှိဘူးလားဆိုရှိပါတယ်ဘုရားလောင်းလေးမွေးဖွားလာတဲ့အချိန်မှာကုဏိညာစားတဲ့ပုံနာတွေကုဏိညာတော့အငယ်ဆုံးပေါ့လေရှေးခေတ်ကလေးကသူကဟောပြောမှုတွေကတော့ရှိတာပေါ့နော်ဟောပြောမှုဆိုတာရှိတယ်ရှေးခေတ်ကလေးကအဲ့လိုဟောလာကျန်အင်လက္ခဏာကြည့်ပြီးတော့ဟောတာလည်းရှိတယ်နေနာနက္ခတ်ကိုကြည့်ပြီးတော့ဟောတဲ့ပညာရတွေလည်းရှိတယ်မမှန်ဘူးဆိုတာကြည့်တယ်ပြောလို့တာမဟုတ်ဘူးပေါ့
အားကိုးရမှာမဟုတ်ဘူးလို့ပဲပြောချင်တယ်နော်မှန်တာမမှန်တာသာထားဘေးရင်ဆိုတာသူကသူကိန်းဆိုင်နေတာတော့ဆိုင်ချင်ဆိုင်နေမှာကိုသိပြီးရင်ကိုလုံးဝမှာကိုတောင်းအောင်ဆိုတာကိုတော့သတိထားကိုဘာလုံးဝမယ်ဆိုတာသိဖို့ပဲအရေးကြီးတယ်ပေါ့ဘေးရင်ဆရာမပြောနဲ့တရားပြောတဲ့စကားတောင်မှားသေးတယ်နော်အဲ့တော့ဘယ်အရာတွေကအဆုံးဖြတ်ပေးတာတော့လို့ဆိုလို့ရှိရင်လူရဲ့လုံလဝိရိယနဲ့အသိဉာဏ်ကအရာရာမှာအဆုံးဖြတ်ပေးနိုင်တယ်တရားရဲ့ဟောကိန်းတောင်လွဲသွားနိုင်သေးတယ်အဲ့ဒါရှိမယ်ဆိုလူတွေရဲ့လုံလဝိရိယအသိပညာရှိနဲ့ကြိုးစားမယ်ဆိုရင်တရားရဲ့ဟောကိန်းတောင်လွဲသွားတယ်ဆိုတာကာလင်္ဂအစမှရှိတယ်ဟိုသတိထားစရာတွေပြောပြတာပါနော်ဆွဲလည်းမကြည့်ကြဖို့သတိထားစရာကိုပြောပြကာလင်္ဂမင်းနဲ့အတ္တကမင်းစစ်ခင်းကြတဲ့အခါမှာကာလင်္ဂမင်းကစစ်သားဥယျာဉ်1000ရှိတယ်အတ္တကမင်းက1000ပဲရှိတယ်ဒီမင်းနှစ်ပါးစစ်ထိုးကြတော့မယ်ဘယ်သူနိုင်မလဲလို့ဆိုကာလင်္ဂမင်းနိုင်မှာပေါ့စစ်အင်အားကောင်းတော့ဟုတ်သူအတ္တကမင်းရှုံးမယ်ဒီစကားကိုဘယ်သူပြောလိုက်တာတော့ဆိုတရားမင်းပြောတာသူပြောတဲ့အချိန်ကမှန်တယ်လေအဲ့ဒီအချိန်ပဲမမှားဘူးကာလင်္ဂမင်းနိုင်မယ်အတ္တကမင်းရှုံးမယ်သို့တော့အဲ့ဒီအဖြေကိုတရားမင်းရဲ့ဟောတဲ့စကားကိုကြားရတဲ့အခါမှာအတ္တကမင်းရဲ့လူတွေကစိတ်ဓာတ်မကြဘူးအဲ့ဒီမှာဖရာအလောင်းဘဝကနန္ဒီသေနဆိုတဲ့စစ်ကောင်းဆောင်ပါလာဖရာလောင်းလို့ဆိုတာမျိုးကလုံလဝိရိယအမတန်ရှိတယ်အသိပညာအမတန်ကျွယ်ဝတဲ့လူတွေစဉ်းစားတတ်တဲ့လူတွေပေါ့အဲ့သူကစီးယုံပြီးတော့လူတွေရဲ့စိတ်ဓာတ်ကြံခိုင်မှုနဲ့လေ့ကျင့်မှုတွေကိုဦးစားပေးပြီးတော့တပတ်အတွင်းမှာစိတ်ဓာတ်မြင့်တင်ရေးတို့ကြိုးပမ်းအားထုတ်ရေးတို့ကြိုးစားလိုက်တာတကယ်စစ်တိုက်တဲ့အခါကျတော့သူ့ဘက်ကနိုင်သွားတယ်ကာလင်္ဂဘက်ကဘာလို့ရှုံးသွားတော့ဆိုတို့နိုင်မှာဟေးဆိုပြီးတော့လူတွေမစည်းယုံကြတော့ဒါပဲသူတို့ရှုံးတာအဲ့ဒါကြောင့်ရှုံးမစည်းယုံမှုမလေ့ကျင့်မှုတကယ်ရင်ဆိုင်တွေ့တဲ့အခါဖေယိုပြဲပြုတ်ပွဲပြီးတော့ရှုံးသွားတယ်သူတို့အနည်းချုပ်ကတော့အဲ့ဒီမှာတရားမင်းဟောကိန်းမှားသွားတော့တရားကြီးဝိုင်းဆက်ခံရတာပေါ့အမှန်တော့တရားပြောလို့ရှုံးတာလည်းမဟုတ်တရားပြောလို့နိုင်တာလည်းမဟုတ်ဘူးဆိုတော့သတိထားဖို့လိုအဲ့တော့ဘေးရင်ဆရာဟောလို့ဇံဝဲအောင်တာလည်းမဟုတ်ဘူးဘေးရင်ဆရာပြောလို့ဇံဝဲကြတာလည်းမဟုတ်ဘူးအဓိကတော့ကိုယ့်ပေါ်မှာမူတည်တယ်ဆိုတဲ့စကားလုံးမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီမှာတရားမင်းကယသိကြီးစီပြောခဲ့တာယသိကနေတဆင်ကြားတာနောက်တရားမင်းလာတဲ့အခါကျတော့ယသိကသူလည်းနတ်မပြတ်တယ်ပေါ့နတ်မပြတ်တော့ယသိကအဲ့ဒီထဲမှာပြောတယ်တရားရမင်းနဲ့ဘာလို့လိန်ရတာတော့တဲ့အခုကာလင်္ဂမင်းနိုင်မယ်ပြောရရှုံးသွားပြီတဲ့အတ္တကနိုင်သွားပြီစစ်ပွဲကြီးပြီးသွားပြီဆိုတော့တရားမင်းပြောတဲ့စကားရှင်းရှင်းလေးဒေဝနာဣတယန္တိပုရိသပရကမတ္တလုံလဝိရိယနဲ့ကြိုးစားအားထုတ်တဲ့လူကိုသူတို့ဘယ်တော့မှအပြစ်မတင်ဘူးတဲ့သူတို့ကြိုးစားလို့နိုင်တာတဲ့ကြောင်းရမဖြစ်ဘူးနော်ကြိုးစားအားထုတ်မယ်ဆိုရင်တရားဟောကိန်းထုတ်တာတောင်မှလွဲသွားနိုင်သေးတယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်ပေါ့နော်ဗေဒင်ဆိုတာလည်းအဲ့တိုင်းပဲဗေဒင်ကိုဥတီပြောတာမဟုတ်ဘူးဘုံဘုံအားလုံးဟာဗေဒင်ပေါ်မှာလမ်းမဆုံးညံ့နဲ့လို့ဆိုချင်တယ်ပေါ့နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုယ့်ကိုသိရသိပြီးတော့မလှုပ်တဲ့နာရှောင်ဖို့နဲ့လှုပ်တဲ့နာလှုပ်ဖို့ဟာဒါအရေးကြီးဆုံးပဲလို့ဆိုကိန်းခန်းဆိုတာမှန်တာတွေကသူ့နည်းသူ့ဟန်သူ့ပညာရက်ကမှန်တာတွေလည်းရှိတယ်မှန်တာတွေရှိတယ်နမိတ်ကောက်တဲ့အတတ်နဲ့ဟောရတော့မှပဲမှန်တာမျိုးရှိတယ်စာထဲမှာမှတ်တမ်းတင်ထားတာရှိတယ်နမိတ်ဖတ်တဲ့ဆရာနမိတ်ဆိုတာအခုခေတ်ဗမာပြည်မှာတော့အတိတ်စိမ့်ကောက်တယ်လို့ခေါ်တယ်
သူသွားမေးတဲ့အချိန်မှာသူကဟိုကြည့်ကြည့်လိုက်ပြီးတော့သူမျက်စိထဲမှာတမ်းမိတာနဲ့ကောက်ဟောတာမှန်းနေတတ်တယ်အတိတ်ကောက်တာပေါ့နော်လူတယောက်မှာအတိတ်ကောက်တယ်အဲ့ဒီအတိတ်ကောက်တဲ့နည်းပညာဗမာခေတ်ကလည်းပဲဟိုရင်းပေါ့ဗမာပြည်နေလက်တက်ကလေစနီးတို့တပေါင်းတို့တိုက်တို့ဆိုတာရှိတယ်လေဒါတွေလိုက်ပြီးစနေနာရာတွေရှိတယ်လေစနေနာရာတွေရှိတယ်ဒီပညာခေတ်မြို့တဲတော့မယ်ဆိုလဲစနေနာရာရှိတယ်နောက်အတိတ်ကောက်တာတွေရှိတယ်အင်းဝမြို့ကိုတဲတဲ့သရိုးမင်းများကအဲ့ဒီမှာသူနန်းတက်တဲ့အခါမှာထူးထူးခြားခြားပြောလိုက်တဲ့စကားကတရိတရင်ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့ဖေရင်ဆရာတွေကပြောတယ်ဒီမင်းကနန်းဆန်သက်က3နှစ်ပဲတရိဆိုတာ3ခုပဲလေအဲ့တော့သူပြောလိုက်တာမှားလားဆိုမမှားဘူး3နှစ်နဲ့သူနန်းရဆန်သွားဒီလိုသူတို့အတိတ်ကောက်တာစာထဲမှာပါတဲ့အတိတ်ကောက်တဲ့နည်းပညာတစ်ခုရှိတယ်။ဘာလို့ဆိုအတိတ်ကောက်တဲ့နမိတ်ကျမ်းအတက်ဆရာကိုဘုရင်ကြီးကစမ်းသပ်တဲ့အနေနဲ့မေးတာသူ့လက်ထဲမှာလက်သီးထဲမှာပစ္စည်းတစ်ခုဆုပ်ထားတယ်။ဆုပ်ထားပြီးတော့ကဲမင်းအတိတ်ကောက်ဆန်ငါလက်ထဲပါရှိတယ်။လက်သီးဆုပ်လေးနဲ့ပြငါလက်ထဲပါရှိတယ်ပြောစမ်းအတက်ဟောဆိုတော့ဖေဒီစာသူပဲမြင်ရမှာတော့နမိတ်ကျမ်းတတ်တယ်လို့ဒါပေမဲ့သူကဒီအနိပါမှာဘာဖြစ်ပျက်ရှိလဲလိုက်ကြည့်တယ်လိုက်ကြည့်တဲ့အခါအိမ်မြောင်ကပိုးကောင်လေးကိုဖမ်းလိုက်တဲ့အခါကျတော့လွတ်သွားတာကိုပါဠိလိုကမုဒ္ဒလို့ပြောတယ်မြန်မာစကားနဲ့ဆိုရင်တော့အဓိပ္ပာယ်မှားမှာပေါ့နော်လွတ်သွားတာကိုပါဠိလိုမုဒ္ဒလူတွေဒီတမိုးထားကြတဲ့ပလဲကိုလည်းမုဒ္ဒလို့ခေါ်တယ်မုဒ္ဒဆိုပလဲအဲ့တော့သူကတော့ပိန်ညောင်ကအိမ်မြောင်ကဖမ်းတဲ့ဟာကိုလွတ်သွားတာကိုကြည့်ပြီးတော့မုဒ္ဒလို့ပြောလိုက်တယ်မုဒ္ဒလို့ပြောတော့ဘုရင်ကြီးလက်ထဲဆုပ်ထားတာလည်းပလဲလုံးဖြစ်နေတယ်အမှန်တော့ဒီတစ်ခုပလဲဖြစ်နေမုဒ္ဒဆိုဒါပေမဲ့ဘုရင်ကြီးအထမေးအေးဟုတ်ပြီဘယ်နှလုံးလဲကွာငါလက်ထဲဆုပ်တာဘယ်နှလုံးလဲဆိုအဲ့ဒီနမိတ်ကျမ်းတတ်ဆရာနားဆွင့်ပြီးကိုကြည့်ကြည့်နားထောင်လိုက်တဲ့အချိန်အဲ့ဒီအချိန်လေးမှာသူ့နားထဲမှာကြက်က3ခွန်းဆင့်ပြီးတော့တွန်လိုက်တယ်အဲ့ဒီအတန်ကြားလိုက်တဲ့အခါကျသူက3ခုဆိုပြောလိုက်တယ်ပလဲရလည်း3လုံးမှန်သွားရအဲ့ဒါလို့မှန်တာမျိုးတွေလည်းရှိတယ်လို့ဆိုတယ်နော်အဲ့တော့ဒီမှန်ခြင်းမမှန်ခြင်းဟာကိုယ့်အတွက်ဘာဆိုင်လဲဘာမှမဆိုင်သူ့သဘောကမှန်နေတာအဲ့တော့ကိုလုံးရမယ့်အလုပ်ကတခြားစီရှိဒါကြောင့်မို့မြတ်စွာဘုရားကျတော့ဒီအနှစ်သာရပိုင်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဟောတယ်နက္ခတံပฏิမာနန္တံအထောပါလံဥပိ္ပစကဒီနေ့လက်ခမကောင်းသေးဘူးလက်ပြန်မကောင်းမယ်လို့ရွှေ့နေမယ်ဆိုရင်မင်းအကျိုးစီးပွားတွေလက်လွတ်သွားနိုင်တယ်ကိုလိုချင်တာရခြင်းဒီကိုယ့်အတွက်လက်ခကောင်းမယ်လိုချင်တာရဖို့အတွက်ကြိုးစားရမယ်ဆိုလို့တယ်ပေါ့နော်ရဖို့ကအရေးကြီးတယ်လို့ဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေမှာဓာရီပေါ်မှာဆွဲလန်းမနေနဲ့ကိုလုံးရမယ့်အလုပ်ကိုလုပ်ရမယ့်အလုပ်ဆိုတာပါလဲဆိုရင်ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲရှောင်ရမယ့်ဟာကိုရှောင်ရမယ်လုပ်ရမယ့်ဟာကိုလုပ်ရမယ်အဲ့ဒီနှစ်ခုကိုမြတ်စွာဘုရားဒီမှာသုတ်တန်နှစ်ခုဟောထားတာလေးတွေကိုမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုအနေနဲ့မှတ်သားထားကြဖို့ပေါ့နော်သုတ်တန်နှစ်ခုတစ်ခုရဲ့မြတ်စွာဘုရားဟောလို့ရှိရင်အစုံလိုက်ဟောတယ်အဆိုးနဲ့အကောင်းမလုတ်သင့်တာနဲ့လုတ်သင့်တာနော်မင်္ဂလာတော့မှကြည်လေအသေဝနာသဘာလနာပဏိတနိသသေဝနာတခုတည်းဘယ်တော့မှမဟုတ်ဘူးဗျာကိုသားသမီးကိုမိဘတွေကဆုံးမတဲ့အခါလဲဒီလိုပဲဆရာတွေကဆုံးမရလဲမေတ္တာမလုံးနဲ့ဒီဟာလို့ဒီလိုမပြောနဲ့ဟိုလိုပြောဒါမစားနဲ့ဟိုဟာစားတယ်နှစ်ခုတော့ရှိတာကြီးပဲနော်
တခုတည်းလုံးလို့မရဘူးလောကကြီးမှာအမြဲတမ်းနှစ်ခုရွေးချယ်ထားရရွေးချယ်တတ်ဖို့အတွက်မြတ်စွာဘုရားဟောအေးအသိဉာဏ်မရှိတဲ့လူနဲ့လက်တွဲပြီးအလုံးမလုံးနဲ့တဲ့အသိဝနာစပါလာဉာဏ်မရှိတဲ့လူနဲ့လက်တွဲလုံးလို့ရင်ဒုက္ခရောက်တယ်တဲ့ပညာရှိနဲ့လက်တွဲပေါင်းဖက်ပြီးလုံးတဲ့ဟုတ်ပြီကဲကုမ္ပဏီတွေထောင်ကြတဲ့အခါမှာဒီပညာမတတ်တဲ့လူနဲ့လက်တွဲလှုပ်ချူရလားအကုန်လွဲမှားကုန်မှာပေါ့ဘာမတတ်ဘူးဆိုတဲ့လူကိုဆရာတင်ပြီးတော့လုပ်လိုက်မယ်ဆိုအကုန်လွဲမှားဖြစ်သွားမှာပေါ့အေးပညာတတ်တဲ့လူကကျွမ်းကျင်တဲ့လူမှာပဲစည်ရင်နိုင်တယ်ဆိုအကောင့်တဲ့စည်ရင်နိုင်တဲ့လူခံရတာပဲလေသူကလည်းသူအဲ့ဒါကိုဆိုလိုတာအသေဝနာစဘာလနာဗဏိတနစ္စကျွမ်းကျင်တဲ့လူနဲ့လှုပ်မကျွမ်းကျင်တဲ့လူနဲ့မလှုပ်နဲ့မကျွမ်းကျင်တဲ့လူနဲ့လှုပ်ရင်အကုန်ပျက်စီးမှာပဲဒါဆိုလို့တာမင်္ဂလာတရားတော်အကျယ်ကြီးပဲနော်ဘာလဆိုတာအသိပညာမရှိတဲ့ပုဂ္ဂိုလ်ပြောတာဗမာကဘာလကိုလူမိုက်လို့ပြန်လိုက်တဲ့အခါခိုးဆိုးတိုက်ခိုက်နေတဲ့လူလို့သွားထင်တာအဲ့လိုဆိုလို့တာမဟုတ်ဘူး uneducated ပေါ့လောက်ရမယ့်လုပ်ငန်းနဲ့ကြည့်ရဒီအလုပ်ကိုသူလုပ်တတ်သလားဒီအလုပ်ကိုလုပ်တတ်တဲ့လူနဲ့တွဲလို့မလုပ်တတ်တဲ့လူနဲ့တွဲမလုပ်နဲ့မလုပ်တတ်တဲ့လူနဲ့လုပ်ရင်ပျက်စီးမှာပဲဟုတ်မဟုတ်တာတော့မဖုတ်တတ်တဲ့လူဖုတ်ခိုင်းကြည့်တူးကုန်မှာပဲဖုတ်တတ်တဲ့လူဖုတ်မှာဟင်းတောင်မချက်တတ်တဲ့လူချင်းပြက်သွားမှာပဲလေအဲ့ဒါပေါ့ဘယ်ရပဲဖြစ်ဖြစ်တတိနားလဲတဲ့လူကိုပဏိတသူ့လုပ်ငန်းဆိုင်ရာတတိနားလဲတဲ့ပုဂ္ဂိုလ်ပဏိတအဲ့ဒါနဲ့တွဲလို့သူတို့ဆိုအဲ့ဒီမှာလည်းပဲနှစ်ခုဟောတဲ့အခါမှာတတိထားเสียမလုပ်ရမှနဲ့လုပ်ရမှမလုပ်ရမယ့်ဟာကိုအရင်ပြောတယ်လုပ်ရမှကိုနောက်ပြောတယ်ဒါကြောင့်မို့အခုဟောမဲ့သုတ်တံမှာလည်းပဲဒီဘဝမှာအရေးပါတဲ့ကိုကျင့်တရားနှစ်ပါးဆိုတဲ့နေရာမှာအရေးပါတဲ့ကိုကျင့်တရားနှစ်ပါးဟာလိုက်နာရမယ့်အချက်ပေါ့အဲ့တော့လိုက်နာရမယ့်အချက်ရှိတယ်လို့မလိုက်နာရမယ့်အချက်လည်းရှိတယ်ပေါ့နော်နှစ်ခုဟောတယ်အများတာအဲ့တော့သုတ်တံနှစ်ခုကဒုက္ခဝိဟာရသုံးနဲ့ဒုက္ခဝိဟာရသုံးလို့နာမည်ပေးထားဒုက္ခဝိဟာရသုံးဆိုတာဒုက္ခရောက်ပြီးနေရမယ့်အကြောင်းတရားနှစ်ပါးချမ်းသာသာနေထိုင်ရမယ့်အကြောင်းတရားနှစ်ပါးလူဘဝမှာနေပြီဆိုရင်ဒုက္ခရောက်ခြင်းသလားချမ်းသာခြင်းသလားဒီနှစ်ခုဒုက္ခရောက်စေနိုင်တဲ့တရားနှစ်ပါးရှိတယ်ရှင်ရဲ့ချမ်းသာစေနိုင်တဲ့တရားနှစ်ပါးရှိတယ်အဲ့တော့ဆင်းရဲတယ်ချမ်းသာတယ်ဆိုတဲ့နေရာမှာဆင်းရဲတာကိုယ်ဆင်းရဲမှုရှိတယ်စိတ်ဆင်းရဲမှုရှိတယ်ချမ်းသာတာလည်းကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုနှစ်ခုရှိတယ်နော်ကိုယ်ချမ်းသာစိတ်ချမ်းသာဘဝလည်းစိတ်ဆင်းရဲကိုယ်ဆင်းနှစ်ခုရှိအဲ့နှစ်ခုထဲမှာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုဖြစ်စေတတ်တဲ့ကိုကျင့်တရားနှစ်ပါးကိုကျင့်တရားဆိုတာကိုယ်တိုင်လှုပ်ဆောင်နေတဲ့အကျင့်တရားပေါ့ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တဲ့ကိုကျင့်တရားလည်းနှစ်ပါးမလုပ်ရမှနဲ့လုပ်ရမှကိုဒီသုတ်တံနှစ်ခုတွဲပြီးတော့မြတ်စွာဘုရားဟောပေးထားအဲ့ဒီမှာတရားကလွယ်လွယ်လေးရရိုးရိုးရှင်းရှင်းလေးလူတိုင်းလိုက်နာမဲ့အချိန်အဲ့တော့ဒုက္ခရောက်စေနိုင်တဲ့ကိုကျင့်တရားကကိုလုံနေတဲ့တရားနှစ်ခုရှိတယ်ချမ်းသာစေနိုင်တဲ့နေထိုင်နည်းကနှစ်ခုရှိတယ်အဲ့နှစ်ခုထဲမှာရွေးချယ်ပြီးတော့ဒုက္ခရောက်မဲ့နေနည်းမျိုးမနေနဲ့ချမ်းသာမှုကိုရစေနိုင်တဲ့နေနည်းမျိုးနဲ့နေဖို့လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီနှစ်ခုဟာအရေးပါတယ်ပေါ့လူဘဝမှာအရေးပါဒါပြင်အဲ့ဒီနှစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဒီနေရာမှာမြတ်စွာဘုရားကနံပါတ်1ကဒီဣန္ဒရိယေတုအကုဋ္ဌဓဝရတာဣန္ဒရိယေတု
မျက်စိနာနာလျာကာယမနလို့ဆိုတဲ့ဣန္ဒြေ6ပါးမှာဂုဋ္ဌဒွါရတယလုံလုံခြုံခြုံထိမ့်သိမ့်နိုင်စွမ်းရှိတယ်ဆိုတဲ့ကိုချင်းတရားနောက်တစ်ခုကဂုဋ္ဌဒွါရတယအဲ့ဒီမှာ negative နဲ့ပြောတာနဲ့ positive နဲ့ပြောတာနှစ်ခုဣန္ဒြိယေသူအဂုဋ္ဌဒွါရတယဣန္ဒြေ6ပါးတကားမလုံခြုံတာကတစ်ခုဣန္ဒြေ6ပါးတကားလုံခြုံတာကတစ်ခုနောက်တစ်ခုကဘောဇနေအမတ္တညုတအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းတာပမာဏမသိတာတစ်ခုဘောဇနေမတ္တညုတအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းတာကိုသိတာတစ်ခုလို့နေ့စဉ်ဘဝမှာဘုန်းကြီးတို့တွေနေပြီးထိုင်ပြီးဆိုတဲ့အခါမှာဒုက္ခမရောက်အောင်ဘယ်လိုနေမလဲချမ်းသာအောင်ဘယ်လိုနေမလဲဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်တာပဲဖြစ်တယ်ပေါ့နော်ကဲဆင်းရဲတာကမလုပ်ရမယ့်ဟာကိုအရင်ပြောမလုပ်ရမယ့်ဟာကိုအရင်ပြောရတယ်ဘာလို့ဆိုလို့ရှိရင်ဣန္ဒြိယေသူအဂုဋ္ဌဒွါရလူတွေမှာဆက်သွယ်နေတာတွေကိုကြည့်ဘာနဲ့ဆက်သွယ်နေတာတော့ကိုတယောက်တည်းနေကိုယ့်အကိုနေတာလူတွေမှာဆက်သွယ်မရှိဘူးဆိုတာမရှိဘူးဆက်သွယ်နေဘာနဲ့ဆက်သွယ်မျက်စိကဆက်သွယ်တယ်လူမှာတကား6ပေါက်ရှိတယ်မျက်စိကအပြင်မဲ့အာယုန်တွေနဲ့ဆက်သွယ်တယ်နားကအပြင်မဲ့ကအသံတွေနဲ့ဆက်သွယ်တယ်နှာခေါင်းကအပြင်မဲ့ကအနံ့တွေနဲ့ဆက်သွယ်တယ်လျှာကအပြင်မဲ့ကအရသာတွေနဲ့ဆက်သွယ်တယ်ကိုယ်ကာယကပြင်မဲ့ကလာတဲ့အထီးတွေ့တွေနဲ့ဆက်သွယ်တယ်မနဆိုတဲ့တကားကနေပြီးတော့ကြံတွေးတဲ့အာယုန်တွေနဲ့ဆက်သွယ်တယ်ဆိုလူတွေရဲ့နေ့စဉ်ဘဝမှာဒါတွေနဲ့ပဲလူတွေဟာဆက်သွယ်နေကြတာပဲဖြစ်တယ်လူတိုင်းဟာဒီတိုင်းပဲလေမျက်စိနဲ့မြင်စရာအာယုန်ကိုမြင်တယ်နားနဲ့ကြားစရာအသံတွေကိုကြားတယ်နှာခေါင်းနဲ့အနံ့တွေကိုအနံ့ရတယ်လျှာနဲ့အရသာကိုသိတယ်ကိုယ်ကာယနဲ့အထီးတွေ့တွေကိုသိတယ်စိတ်နဲ့ကြံတွေးကြံစီမှုအာယုန်တွေကိုတွေ့ရှိရတယ်ဒီ6ပါးပဲအဲ့ဒီ6ပါးမှာဣန္ဒြေ6ပါးတကားကိုမလုံခြုံဘူးဆိုတာဘာပြောလဲမလုံခြုံဘူးဆိုတာမျက်စိကိုလွတ်ထားတယ်နားကိုလွတ်ထားတယ်နှာခေါင်းကိုလွတ်ထားတယ်ဖြစ်ချင်ဖြစ်နေမယ်ဆိုတော့မျက်စိကလည်းမြင်တဲ့အာယုံပေါ်မှာလောဘတွေဖြစ်တယ်ကိုနှစ်သက်တဲ့အာယုံအိဋ္ဌာယုံဆိုရယ်ကိုကြိုက်တဲ့ဟာကြတော့လောဘတွေဖြစ်တယ်ကိုမကြိုက်တဲ့ဟာကြတော့ဒေါသတွေဖြစ်တယ်ဒါမျက်စိကိုလွတ်ထားတယ်လို့ခေါ်တယ်နော်ဒီတကားမလုံဘူးလို့ခေါ်တယ်မြင်တဲ့အာယုံပေါ်မှာကြည့်ပြီးလောဘဖြစ်တယ်မြင်တဲ့အာယုံကိုကြည့်ပြီးတော့ဒေါသဖြစ်တယ်အမြင်အာယုံက2ခုရှိသွားကိုကြိုက်ရင်လောဘမကြိုက်ရင်ဒေါသအမှန်တရားမသိဘူးဆိုရင်မောဟလောဘဒေါသမောဟဆိုတာအကုသိုလ်တွေကြီးပဲလေကုန်အဲ့ဒါကိုပြောတာတကားကိုမလုံဘူးဆိုတာကဲပြဿနာတက်တာဘာတွေလဲလူတရားဟာခိုးမှုတစ်ခုကျူးလွန်နေဆိုရင်သူမျက်စိနဲ့ကြည့်တယ်ဘယ်ဟာကိုသူကြိုက်တာလဲဆိုနော်ရွှေဆိုင်ဝင်ပြီးလူမယ်ဆိုရင်ဘယ်ဆိုင်ကနေသွားလို့လွယ်မယ်ဘယ်ဆိုင်ဘယ်ရွှေတုံကဘလောက်တန်လဲဆိုတော့သူလေးလာထားအဲ့မျက်စိကမြင်တဲ့အပေါ်မှာသူကြိုက်တာကိုသူရအောင်လုပ်တယ်ဟုတ်အဲ့ဒါတကားမလုံတာတကားမလုံတော့လောဘတွေဖြစ်တယ်အဲ့ဒီလောဘဖြစ်မှုကိုအကြောင်းပြုပြီးတော့ပြစ်မှုတစ်ခုကျူးလွန်သွားတယ်ဒီလိုဆွလို့တာနော်ပြစ်မှုတစ်ခုကျူးလွန်တော့မကျေနပ်ဘူးဆိုလို့ရှိရင်လည်းမုန်းတီးတဲ့လူတယောက်ကိုတွေ့ပြီးဒီလူကိုချောင်းရိုက်ထားတော့ဒုက္ခပေးတာတို့ဘာလို့လုပ်ပြအဲ့ဒါမျက်စိကနေမြင်ပြီးတော့ဒေါသဖြစ်တာအဲ့တော့မျက်စိကမြင်ပြီးတော့ငကိုယ်တည်းကလောဘမဖြစ်အောင်လဲထိမ့်လိုက်မယ်ဒေါသမဖြစ်အောင်လဲထိမ့်လိုက်မယ်အမှန်တရားသိပြီးမလုံတဲ့ဟာလုံတဲ့ဟာခွဲခြားသိနေမယ်မောဟကိုထိမ့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိတကားဟာလုံသွားတယ်လို့ခေါ်တယ်မလုံရင်ဣန္ဒြိယေသူအဂုဋ္ဌဒွါရတ
လုံလို့ရှိရင်ဣန္ဒြိယေသူခုတ်တထွာရတာတခါလုံသွားပြီမျက်စိကမြင်ပြီးတော့ကိုယ်မှလောဘဒေါသမဖြစ်သည့်အတွက်ကြောင့်ပြဿနာနောက်ထပ်မလာတော့ဘူးနော်ပြဿနာနောက်ထပ်မလာထို့တူပဲနားကကြားလိုက်တဲ့အတန်ကိုယ်နဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကိုကြိုက်တဲ့အတန်လေးကြားရလို့ရှိရင်ကျင့်တတ်တယ်နောက်ထပ်ကြားခြင်းတယ်ကိုယ်နဲ့မကြိုက်တဲ့မကြားခြင်းတဲ့အတန်ဆိုရင်ပြဿနာတက်ပြန်တယ်တော့အဲ့ဒီနားနဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်နှာခေါင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းထို့တူပဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်လျှာနဲ့ပတ်သက်လာလို့ရှိရင်လည်းအဲ့ဒါပိုအရေးကြီးတယ်ပေါ့အဲ့ဒါအတွက်ကိုတီးသန့်မြတ်စွာဘုရားနောက်ထပ်ထပ်ဟောတယ်နောက်ထပ်ထပ်ဟောမယ်လျှာနဲ့ပတ်သက်လာလို့ရှိရင်လည်းကြိုက်မကြိုက်ပေါ်မှာဒေါသလောဘဖြစ်တယ်ဒေါသဖြစ်တယ်ခန္ဓာကိုယ်လာထိတဲ့ဟာမှလည်းပဲဟုတ်လားကိုယ်ကိုပြင်းပြင်းထန်ထန်ထိလို့နာကျင်သွားတယ်ဆိုလို့ရှိရင်ဒေါသဖြစ်တယ်မနာကျင်ဘူးဆိုရင်လောဘဖြစ်တယ်လူရသည်ဆိုလို့ရှိရင်လေညင်းလေးခံရရင်သဘောကျတာမဟုတ်လားဆောင်းရသည်ကြတော့လေညင်းကအေးတယ်ဆိုပြီးမခံကျင်ဘူးလေဆောင်းရသည်စမ်းကြည့်ပါလားအေးစိတ်နေတဲ့အချိန်မှာရက်တောင်လေးနဲ့တော့ရက်ပေးထားတယ်ရက်ခတ်ပေးလိုက်မယ်ဆိုရင်အဲ့ဒီလိုဘလို့နေဦးလေနော်မခံနိုင်ဘူးလေဒီပဲအဲ့ဒါလို့ပေါ့ကိုယ်ကာယနဲ့ပတ်သက်လာလို့ရှင်လေအဲ့ဒီဖုဒ္ဓဘာယုံဆိုတာခံနိုင်တဲ့ဟာရှိတယ်မခံနိုင်တာရှိတယ်မခံနိုင်ရင်ဒေါသခံနိုင်ရင်လောဘနောက်တစ်ခါစိတ်ကူးကြံစီတဲ့အခါမှာလည်းပဲလူတွေဟာစိတ်ကူးရင်ပြီးတော့ကျင့်တတ်တဲ့အာယုံရှိတယ်လို့စိတ်ကူးထဲမှာဒေါသဖြစ်တာလည်းရှိတယ်အဲ့တော့ဒေါသဖြစ်เสียအာယုံဆိုလို့ရှိရင်ဒေါသဖြစ်ပြီးလောဘဖြစ်เสียအာယုံဆိုရင်လောဘဖြစ်တယ်အမှန်မသိဘူးဆိုရင်မောဟဖြစ်တယ်အဲ့ဒီလိုမျက်စိနားနာလျှာကာယကနေပြီးတော့ကိုယ်ကလွတ်ထားတယ်မထိန်ဘူးလောဘဖြစ်လည်းကိမဆိုင်ဘူးဒေါသဖြစ်လည်းကိမဆိုင်ဘူးအဲ့ဒီလိုအကုသိုလ်တွေဖြစ်ချင်တိုင်းဖြစ်နေတာကိုဣန္ဒြိယေတုခုတ်တဒွါရအခုတ်တဒွါရတာဣန္ဒြိတကားမလုံးညုံဘူးလို့သူတို့ပြောတာနော်အဲ့ဒါလူတွေအတွက်ဒါတရားကျင့်တဲ့ပုဂ္ဂိုလ်မှသာဒီလိုလောရမှာမဟုတ်ဘူးပြဿနာမတက်ဖို့အတွက်လူဘဝမှာလူမှုပြဿနာပြဿနာတွေမတက်အောင်ကိုယ့်ကိုထိန်းနိုင်ရမယ်အနေအထားမျိုးရှိတယ်ထိန်းတယ်ဆိုတာဘာထိန်းရတာတော့လောကလူတွေကစိတ်ထိန်းတယ်လို့သာပြောတာမှန်တော့စိတ်နဲ့တော့အလုံးကဆက်သွယ်နေတာပေါ့မြင်ပြီးတော့ထိန်းတာစိတ်ပဲကြားပြီးတော့လဲထိန်းရမှာစိတ်ပဲသို့တော့မြင်ပြီးတော့ထိန်းတာကိုမျက်စိကိုထိန်းတယ်လို့ပြောတာကြားပြီးထိန်းတာကြနားကိုထိန်းတယ်လို့ပြောရတာပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့ထိမ့်သိမ့်ဆောင်ရှောက်မှုမရှိတာကိုဣန္ဒြိယေတုအကုဋ္ဌဒွါရတာထိမ့်သိမ့်မှုမရှိဘူးတဲ့ဒီပုဂ္ဂိုလ်အဲ့ဒီလိုထိမ့်သိမ့်မှုမရှိဘူးဆိုလို့ရှိရင်ဘာဖြစ်လဲမြတ်စွာဘုရားဒိဋ္ဌိဝဓမ္မေဒုက္ခံဝိဟရတိလက်ရှိဘဝမှာပဲမထိမ့်သိမ့်မှုဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုနဲ့ကြုံရလိမ့်မယ်မထိမ့်ဘူးဆိုရင်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကြုံပါပဲနော်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုနဲ့ကြုံရမယ်သဝိခာတစိတ်ပင်ပန်းစရာတွေဖြစ်လိမ့်မယ်သဥပါယတစိတ်ပူပန်မှုတွေဖြစ်လာတပရိလာဟံစိတ်ထဲမှာပူလောင်မှုတွေဖြစ်လာလိမ့်မယ်စိတ်ပင်ပန်းမှုတွေဖြစ်လာလိမ့်မယ်ဘာတွေတော့ဆိုအဲ့ဒါတွေကလောဘဖြစ်လာတယ်စိတ်ပင်ပန်းမယ်ဒေါသဖြစ်လာရင်စိတ်ပင်ပန်းမယ်မောဟဖြစ်လာလို့မဝေခွဲနိုင်ဘူးဆိုရင်စိတ်ပင်ပန်းတာပဲလေအဲ့ဒါတွေဟာလူဒုက္ခပေးနေတဲ့အရာတွေဖြစ်လို့အဲ့ဒီလိုပင်ပန်းပန်းနဲ့စိတ်ပူစရာတွေနဲ့နေရမှာဖြစ်တယ်တဲ့ဒါဒီဘဝမှာချမ်းသာမှုတွေလက်လွတ်ဆုံးရှုံးသွားပြီးတော့ကိုယ်ဆင်းရဲစိတ်ဆင်းရဲနေရလိမ့်မယ်အဲ့တော့ဒီဘဝမှာတင်ကိုယ်ဆင်းရဲစိတ်ဆင်းရဲလာလို့ဆိုမကဘူးမြတ်စွာဘုရားကာယတဗေဒပရမရဏဒုက္ခတိပတိကင်္ခာဒီဘဝသေဆုံးသွားလို့နောက်ဘဝဆိုရင်လည်းသူဟာမကောင်းတဲ့ဘဝရောက်သွားနိုင်တယ်
စိတ်ဆင်းရဲနေသည့်ပုဂ္ဂိုလ်တယောက်တည်သွားရင်မကောင်းတဲ့ဘဝရောက်သွားနိုင်တယ်။ဘာလို့လဲဆိုစိတ်ကဆုံးဖြတ်သွားတာလူတွေဟာမသေးခင်လေးမှာအမှန်တမ်းမသေးခင်လေးအချိန်မှာစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အာယုန်နမိတ်ဟာအကောင်းမလားအကောင်းမလားသည့်အတွက်ကြောင့်အဲ့ဒီမကောင်းတာကိုစိတ်ညစ်ပြီးသေရလို့ရှိရင်သူကောင်းတဲ့သူတွေကိုရောက်ဖို့မရှိလူတွေကသေအေးလို့အောက်မိတယ်သေမအေးဘူးသေရင်ပိုဆိုးတယ်ထင်ကြတာလူတွေကအခုဘဝလက်တွေ့ကျုံနေတဲ့ဆင်းရဲဒုက္ခလေးသေသွားလို့ရှိရင်ငါမေ့သွားပြီဘာမသိတော့ဘူးတော့မေ့တယ်နောက်လာမယ့်ဟာပိုဆိုးနော်ဆက်ရှိတက်ကခုံချဖို့လဲစိတ်မကူနဲ့တရားပေါ်ခုံချဖို့လဲစိတ်မကူနဲ့မအေးတဲ့စီရောက်တော့မှာပဲသိကြတယ်ဘာလို့လို့ဆိုရင်စိတ်ပူလောင်မှုနဲ့တည်သည့်အတွက်ကြောင့်အာယုန်နမိတ်ကမကောင်းတော့မကောင်းတဲ့ဘဝဘက်ကိုမျိုးစေ့ကျသွားတယ်ကိုဘာမှလုပ်လို့မရဘူးမကောင်းတဲ့ဘက်ကိုမျိုးစေ့ကရောက်သွားတယ်ရောက်သွားရင်အဲ့ဒီမှာပေါက်ဖွာတော့မှာပဲသိချတယ်မသိခင်အာယုန်နမိတ်ပေါ်မှာချိပြီးတော့မျိုးစေ့ဆိုတာကြတယ်အဲ့ချိန်မြတ်စွာဘုရားလက်ထက်ကမာလိကမိဖုရားကြီးဆိုတာမတမတ်တော်တယ်အသိပညာလည်းရှိတယ်ဘုရားတရားလည်းမတမတ်ကြည်ညိုတယ်ဒါပေမဲ့သူသေကနေ့မှာအမှားတစ်ခုလုပ်သွားအဲ့လုပ်သွားတဲ့အမှားပေါ်မှာယူကျုံမရဖြစ်စိတ်ထဲကထုတ်မပြစ်နိုင်တော့အောင်သူကစိတ်ဆင်းရဲမှုတွေနဲ့ကျုံသေတဲ့အခါအဲ့ဒီစိတ်ကိုမဖြောင်းနိုင်သည့်အတွက်ကြောင့်ငရဲကျသွားရှာတယ်သူသို့တော့ကောင်းတာတွေလှုပ်ထားတာတွေကအလွန်များသည့်အတွက်ကြောင့်အကောင်းတွေကကယ်လိုက်တဲ့အခါမှာငရဲမှာလူတွေရဲ့အရေးအတွက်နဲ့9ရက်ပဲငရဲခံရရတယ်ပြန်လွတ်လာတယ်ဟောဒီလိုဆိုလို့ရပေါ့နော်ကုသိုလ်ကကယ်လိုက်တာပြန်လွတ်တာငရဲတဲ့မရှိဘူးလို့ဆိုလို့ရပေါ့မကောင်းတဲ့အကုသိုလ်ဆိုတာအင်အားမရှိဘူးကောင်းတာကပို့အင်အားကြီးတယ်ကောင်းတာတွေကဝင်းကယ်လိုက်သည့်အတွက်ကြောင့်သူကငရဲ9ရက်ကလွတ်ပြီးတော့နတ်ပြည်ရောက်သွားတယ်အဲ့တော့သေကနေ့မှာကအာတဏကံလို့ခေါ်တယ်သေအမှုအချိန်လေးမှာစိတ်ထဲမှာရသွားတဲ့အာယုံရဲ့အဆုံးဖြတ်နဲ့ပဲဘဝဆိုတော့ကူးသွားတတ်တယ်အဲ့ဒီအချိန်မှာဘာမှလုပ်လို့မရဘူးသူကမသေးသေးဘူးဆိုတဲ့အချိန်လေးမှာအာယုန်နမိတ်ပြောင်းပေးလို့ရနိုင်သေးတယ်။နော်ပြောင်းပေးမဲ့လူရှိရင်လည်းကောင်းတဲ့သူတွေရောက်သွားတာမျိုးတွေရှိသေးတယ်ပေါ့။အဲ့တော့မြန်မာပြည်မှာတစ်ခါတလေမှားယွင်းတာရှိသေးတယ်။လူတယောက်ကသေတော့မှမျက်ဖြူဆိုင်နေပြီဆိုတဲ့အချိန်မှာနော်ဗန်စာအုပ်ဘယ်သူအပ်ခဲ့တာတော့ဘယ်နှထားခဲ့တာတော့နေမေးတော့သွားပြီးသားမှတ်ပြီပါအဲ့ဒါမျိုးတွေတွားရင်သူ့မှာစိတ်တွေစနောင်စနေရှိတယ်ဘုန်းကြီးတွေကြတော့လေဒီလိုမေးတတ်ကြတယ်ချို့ကနော်ကျောင်းဘယ်သူအပ်သွားမှာတော့ဆိုတာမေးအဲ့ဒီဘုန်းကြီးကမဖြောင်းတော့တရေဖြစ်ရောနောက်ချက်ကျောင်းပေါ်မှာတရေဖြစ်ပြီးမစင်းတော့6လုံးနေတော့အဲ့ဒီလိုတွေဖြစ်တတ်တယ်ပေါ့နော်စိတ်ကအဲ့ဒီအချိန်လေးမှာအေးချမ်းနေအောင်လုပ်အေးချမ်းနေမှာကောင်းအတူကြီးဆိုရောက်နိုင်တယ်လို့ဆိုမရောက်နိုင်ဘူးအဲ့ဒါကိုပြောတာကာယတဗေဒံပရမရဏဒုက္ခတိပဋိက္ခင်္ခာဒီသိဆုံးသွားတဲ့အခါမှာမကောင်းတဲ့ဘက်အလားလားမျောလင်းရတယ်မကောင်းတဲ့ဘဝရောက်ဖို့ဆိုမျောလင်းရသွားပြီအဲ့ဒီချိန်ဒီလိုဆိုတာနော်အဲ့တော့အစပထမတည်းကကိုနေစဉ်ဘဝမှာဘာလုပ်ရမလဲအေးကိုယ်စိတ်ကိုထိန်းစိတ်ကိုထိန်းဆိုတာဘယ်လိုစိတ်မျိုးကိုထိန်းရမှာတော့ယစီကမြင်ပြီးတဲ့အခါမှာလောဘဖြစ်ရင်ဒေါသဖြစ်ရင်ထိန်းရမယ်လောဘဒေါသမဖြစ်အောင်ထိန်းရမယ်မောဟမဖြစ်အောင်ထိန်းရမယ်နာကကြားတဲ့အတန်ပေါ်မှာလောဘဒေါသမဖြစ်အောင်ထိန်းရမယ်နှာခေါင်းကနမ်းရှူရတဲ့အနတ်နဲ့ပတ်သက်ပြီးလောဘဒေါသမောဟမဖြစ်အောင်ထိန်းရမယ်လျှာနဲ့လျက်တဲ့ပေါ်မှာဒါအထိန်းရခက်ဆုံးဟာတစ်ခုပဲနော်ထိန်းရခက်ဆုံးဟာတစ်ခုအစားအစာနဲ့ပတ်သက်တယ်အဲ့ဒီပုံမှာလဲလောဘဒေါသမောဟမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မယ်
ကိုယ်ကာယအထီးတွေ့နဲ့ပတ်သက်တဲ့အပေါ်မှာလည်းလောဘဒေါသမောဟမဖြစ်အောင်ထိရမယ်အေးမျက်စိနာနာလျှာကာယဆိုတာဒီမပတ်သက်ပဲနဲ့တက်တွေးကြံစီပြီးစိတ်ကူးရင်တဲ့ထဲမှာပေါ်လာတဲ့အာယုံပေါ်မှာလည်းပဲလောဘဒေါသမောဟမဖြစ်အောင်ထိရမယ်ဒီလိုဆိုအဲ့ဒါထိန်းတဲ့အလေးထားလေးတစ်ခုလုပ်ပြီးပါတဲ့နေ့စဉ်နဲ့အမျှနော်ဘဝမှာအရေးပါတဲ့ဟာတစ်ခုဖြစ်တယ်ဒီကနေ့မှလုံးလို့မရဘူးခုချိန်မှစပြီးတော့ကြွတင်ထိန်းချုပ်တဲ့ကောင်းတဲ့ဘက်ကိုလောဘဒေါသမောဟတွေမဖြစ်အောင်ထိန်းတဲ့ဟာကိုလုပ်ပြရမယ်လို့သူဆိုတယ်ကဲနောက်တစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်ဘောဇနိအမတ္တိညုတာနဲ့ဘောဇနိမတ္တိညုတာနေ့စဉ်မှာလူတွေအသက်ရှင်မှုအတွက်အစာစားကြရတယ်သို့တော့လူတိုင်းဟာအသက်ရှင်မှုစားတယ်ဆိုတာကိုမေ့မိသွားကြတယ်နော်သက်ရှင်မှုကျန်းမာဖို့စားတယ်ဆိုတဲ့အတွေးကိုမေ့မထားလေးနဲ့မေ့သွားရင်ဘာဖြစ်လို့ကြိုက်လို့စားတယ်ဆိုတာဖြစ်သွားတယ်အဲ့တော့တကယ်စားတာကကြိုက်လို့စားတာမဟုတ်ဘူးအသက်ရှင်မှုအတွက်စားတာဆေးပါလို့တောက်တာတော့ယောဂရှိလို့တောက်တာထို့တူပဲထမင်းစားတဲ့အခါလဲဆေးတောက်တယ်လို့သဘောထားခန္ဓာကိုယ်ကြီးကအစာမစားပဲနေလို့ရှိရင်ဗိုက်စာလိမ့်မယ်ရေမတောက်ပဲနေလို့ရှိရင်ငတ်မွတ်လိမ့်မယ်အဲ့ဒီနှစ်ခုဒါယောဂပဲလေဇိကိစ္စပရမရောဂသာရဟယောဂပဲရှင်ငတ်တာလည်းယောဂပဲအဲ့ဒီယောဂကိုဖြည့်ဆည်းပေးလိုက်တာပေါ့ဖြည့်ဆည်းပေးလိုက်တာဆိုယောဂပြောက်ရင်တော်လေဘိုက်ပူအောင်မစားနဲ့လေကိုယ်နဲ့တဲ့တာမတဲ့တာတွေကိုခရုစိုက်ဘူးကြိုက်ရင်စားမယ်မကြိုက်ရင်မစားဘူးဆိုတဲ့ဟာမျိုးမဖြစ်စေအောင်ဘောဇနီကိုစားတဲ့အစာအာဟာရပေါ်မှာမတ္တိညုပမာဏကိုသိရမယ်တဲ့ရသော်ဗျာပမာဏကိုသိတယ်ဆိုတာဒါငါနဲ့တဲ့တယ်ဒါငါနဲ့မတဲ့ဘူးသိပထမငါတလောက်ပဲစားတဲ့နဲ့ဒီတဲ့ပုံမစားတဲ့ဘူးကိုယ့်ကိုသိပြီးတော့မှဝိချဖို့မကြိုးစားနဲ့အစားရလျှော့စားဘယ်စားစားရင်ဘာဖြစ်မယ်ဘယ်စားစားရင်ဘာဖြစ်မယ်ဆိုကြိုတင်သိထားတယ်အဲ့ကြိုတင်လေးလာထားပြီးတဲ့အခါမှာကိုယ်မှာဘာယောဂရှိသလဲဆိုတာကိုကြည့်ပြီးတော့ဒါငါနဲ့တဲ့တယ်ဒါငါနဲ့မတဲ့ဘူးမတဲ့ရင်မစားနဲ့တဲ့တာစားမယ်အဲ့ဒါကိုမတ္တိညုတာလို့ခေါ်တယ်ပမာဏကိုသိတယ်ပမာဏဆိုတာကိုယ်ပမာဏကိုယ်အတိုင်းတာကိုယ်လုံးရမယ့်ဟာကိုသိတာကိုဆိုလို့တယ်ပေါ့နော်သိရတော့စားပြီဆိုတဲ့အချိန်မှလည်းပဲစားခြင်းကြောင့်ထပ်ဆင့်ဖြစ်ပေါ်လာမယ့်ယောဂဝေဒနာတွေမဖြစ်အောင်စားမစားခြင်းကြောင့်ဖြစ်ပေါ်လာမယ့်ယောဂဝေဒနာတွေကိုလည်းတားဆီးပြီးသားဖြစ်ရမယ်လို့သူဆိုလို့တယ်မစားဘဲနေရင် gastritis တွေဖြစ်လာပြီးတော့အစားလွန်လို့ရှိရင်လည်းအစာမကြေယောဂတွေဖြစ်လာအဲ့ဒါနှစ်ခုလုံးကိုရှောင်ရမယ်လို့ဆိုလို့ဆေးအဲ့ဒါကိုမတ္တိညုတာအဲ့ဒါလိုမတ္တိညုတာမရှိဘဲနဲ့စားတာတဲ့လဲစားမှာပဲကြိုက်ရင်ကြိုက်မကြိုက်ပေါ်မှာဆုံးဖြတ်ပြီးမကြိုက်လဲစားမှာပဲတလောတော့က Facebook ထဲမှာတွေ့လိုက်တယ်ဝက်သားမစားသင့်ခြင်းရဲ့အကြောင်းဆိုပြီးတော့ဝက်သားတွေတော့နားမထောင်ကြနဲ့ဝက်သားဘာကြောင့်မစားသင့်တယ်လဲဆိုတာကိုရေးထားတာမသားစရာလေးတွေချို့ကတော့ပါပါတယ်ဝက်ဆိုတဲ့ကောင်ကအစာမရွေးအညစ်ပတ်မှန်သမျှအကုန်စားတဲ့ကောင်အဲ့တော့သူစားလိုက်ရင်ညစ်ပတ်တာတွေအကုန်ရောက်သွားပြီဗိုင်းရပ်စ်တွေကလည်းအမျိုးစုံသူ့ဘက်အကုန်ရောက်သွားရင်လည်းသူကအစီဖုံးထားတဲ့ကောင်ဆိုတော့မထွက်တော့အဲ့ဒါတွေကတခါလူတွေကိုပြန်ပြီးတော့ကူးဆက်တာစားရင်တချို့ဗိုင်းရပ်စ်ကအတော်ရောက်အပူနဲ့မပြောက်ဘူးတဲ့အဲ့တော့ဝက်သားစားပြီဆိုလို့ရှိရင်ယောဂပိုးတွေဟာတော်တော်များများကိုယ့်ဘက်ထဲရောက်သွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်မစားသင့်ဘူးလို့ရေးထားတာတွေးလိုက်ရတယ်ပေါ့နော်သူကတော့သေချာရေးထားတဲ့အချက်9ချက်ဆိုပြီးတော့ရေးထားတွေ့ဘယ်ရာပဲဖြစ်ဖြစ်ပေါ့နော်စားတဲ့နဲ့မစားတဲ့ဘူးဆိုတာကိုယ်နဲ့ပတ်သက်ပြီးတော့ကြည့်ရမှာဖြစ်တယ်လူတိုင်းနဲ့တဲ့တာမတဲ့တာရှိတယ်ဥပမာဒိဉ္ဉ်သည်နံလည်းနံ
သို့တော့လူတွေကနှာခေါင်းရည်နေတော့အဲ့ဒီနန္ဒာကိုပဲမှုေးတယ်လို့ဝိပ္ပန္နတာဖြစ်သွားလူရဲ့အတွေ့ကတော်တော်ကြောက်စရာတော့ကောင်းတယ်အလွန်နန်တဲ့ဟာကိုလည်းမှုေးတယ်လို့ထင်သွားတာခက်တာနော်ထင်ချင်းသည်အနတ်ဟာကြည့်လိုက်မယ်ဆိုရင်တော့မတန်နန်တဲ့ဟာထင်ချင်းသည်ကိုကြိုက်လို့ဆိုပြီးတော့စားတဲ့ဟာကြတော့ကြောက်ကယောဂဖြစ်တာလို့ကြောက်ကပျက်စီးသွားတဲ့လူတွေတို့ရှိတယ်ပေါ့နော်ကြောက်ကမှအစိတ်ဖြစ်စေနိုင်တယ်ထင်ချင်းသည်ကိုစားပါများလို့ရှိရင်ကြောက်ကစိတ်ဖြစ်တယ်ကြောက်ကယောဂဖြစ်ပြီးဒုက္ခရောက်သွားတဲ့လူတွေရှိတယ်ဘာပဲဖြစ်ဖြစ်လူနဲ့မတည့်တဲ့အစားအစာဆိုတာရှိတယ်သို့မဟုတ်ကိုယ့်အကိုစားကြည့်ကိုယ်နဲ့မတည့်ဘူးဆိုရင်နောက်ထပ်မစားနဲ့အဲ့ဒါလို့စားတဲ့မစားတဲ့ခွဲခြားသိတာဟာဘောဇနိမတ္တညုတာမသိလို့ရှိရင်အမတ္တညုတာတိုက်တာကိုမသိဘူးလို့ဆိုလို့လေပေါ့လူတွေဟာနေ့စဉ်အသက်ရှင်သန်နေဖို့စားသုံးနေကြတာဖြစ်သောကြောင့်အစားအစာကြောင့်ယောဂဖြစ်တာတွေများတယ်အစားအစာကြောင့်သေကြတာများတယ်အဲ့တော့အစားကြောင့်ယောဂဖြစ်တာတွေဟာဒီကနေ့ခေတ်မှာဆိုပို့ဆိုလူ3ယောက်1ယောက်လောက်ကင်ဆာယောဂဖြစ်2009ခုနှစ်ကကိုရီးယားရောက်တော့ကြားခဲ့တယ်ကိုရီးယားမှာတဲ့3ယောက်1ယောက်ကင်ဆာယောဂဖြစ်နေဆိုအခုဗမာပြည်လည်းအဲ့ဒီနှုံလောက်ဖြစ်နေဓာတ်ကင်တဲ့နေရာဆိုလူတွေတန်းစီနေချို့4လလောက်တောင်ဓာတ်ကင်ခွင့်မရသေးဘူး4လဆိုသေဖို့ရှိတော့နော်တော့လောကမှာဒီတော်တော်များများဟာအစာကြောင့်ဖြစ်တဲ့ယောဂဝေဒနာတွေကပို့ပြီးတော့များတယ်လို့သူဆိုတယ်အစာစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေဟာမထိန်ချုပ်နိုင်တဲ့အတိုင်းအတာတစ်ခုဖြစ်လာအဲ့တော့ကိုယ်နဲ့တဲတဲ့အစာကိုယ်နဲ့မတဲတဲ့အစာခွဲခြားသိခြင်းဟာဘောဇနိမတ္တညုမသိခြင်းသည်ဘောဇနိအမတ္တညုလို့သူတို့ပြောလူဘဝမှာအသက်ရှိနေခြင်းနဲ့ဆိုလို့ရှိရင်တဲ့မတဲ့ကိုသိဖို့ကြိုးစားရမယ်ကိုယ်ခန္ဓာနဲ့ကိုယ်ယောဂနဲ့တဲ့မတဲ့ဒီကျမ်းမာစေတဲ့အစာဟုတ်မဟုတ်healthy ဖြစ်မဖြစ်ပေါ့အဲ့ဒါကိုကြည့်ပြီးတော့စားတာကိုဘောဇနိမတ္တညုလို့သူတို့ခေါ်တယ်လောကလူတွေဟာတခြားဟာတွေလျှော့နိုင်တော့လဲရတ္တတဏှာကြတော့သရဝတိုင်းဟာရတ္တတဏှာပေါ်မှာပို့ပြီးတော့မဖြတ်နိုင်ကြဘူးသိပြီးတော့တခြားတဏှာတွေဖယ်ရှားနိုင်တော့လဲရတ္တတဏှာမဖယ်ရှားနိုင်ဘူးပယ်ရှားဖို့ရခက်တယ်လျှာဟာအမတ္တမှာလျှာပေါ်မှာအရသာပေါ်မှာတွေ့တာမှုကအမတ္တများတယ်ဘလောက်တွေ့တော့ဆိုမြန်မာနိုင်ငံရန်ကုန်မှာကြည့် restaurant တွေဘလောက်များလဲစဉ်းစားကြည့်ပေါ့ဗမာထမင်းနဲ့ကျေနပ်ဘူးကိုရီးယားအစားအစာဂျပန်အစားအစာလာသမျှအစားအစာတွေအကုန်လက်ခံအကင်မျိုးစုံအပြုတ်မျိုးစုံချက်မျိုးစုံကုန်းအားလုံးဟာနော်စားစာရောင်းတဲ့လူတွေတည်းဖြစ်အားလုံးဟာစားနေကြတယ်သို့တော့အဲ့ဒီအစားအစာတွေကဘလို့လုံးထားတယ်ရဝရကမသိနိုင်ဘူးလေမိဖို့ကြောင့်ဝင်ကြည့်ရင်ဩဂလိဆန်းနေမှာတခြားတလောတော့တွေ့ရတယ်မို့လားခရမ်းညင်သီးတွေခြေထောက်နဲ့နင်းပြီးခြေနေတာငပိတွေခြေထောက်နဲ့နင်းပြီးတော့လုံနေတာတော့နော်ဒါတကယ်ပဲအဝိလုံးတဲ့နေရာသွားကြည့်ပေါက်စီလုံးတဲ့နေရာသွားကြည့်ဘယ်နေရာသွားကြည့်ဟုတ်တန်ရှင်းတရမှုဆိုတော့အားနည်းနေသေးတယ်ပေါ့နော်အားနည်းနေသေးတယ်အဲ့တော့မတည့်တဲ့အစားအစာတွေလောကမှာအစာအာဟာရကြောင့်လူတွေဟာမျိုးချလိုက်လို့ဖိုက်ထဲရောက်သွားပြီဆိုရင်သူကသူသွားမှာမဟုတ်ဘူးဒီထဲပါတဲ့အစိတ်အတောက်တွေကလူခန္ဓာကိုယ်ကနေပြီးတော့အသေးဖြတ်အသေးကနေပြီးတော့နောက်အဆင့်နဲ့သွားပြီးအစာကျဉ်ညက်တဲ့ဟာတွေနဲ့နောက်ဆုံးမှာကြောက်ကကစီးနဲ့သွေးနဲ့ခွဲပြီးသူတို့ကအလုံးလုံးနေသေးရင်တော့အတော်အသင့်တော့သူကကောင်းနေသေးတယ်သူတို့ကမလုံးနိုင်တော့ဘူးဖီတာတွေပြက်သွားပြီဆိုရင်တော့သေဖို့ပဲချမ်းသာ
အဲ့ကြရင်ဘိုက်ကလေးကဖောင်းလာဘယ်မကောင်းတော့ဘူးဆိုဘိုက်ကလေးရင်ဖောင်းလာတယ်ဘိုက်ကလေးဖောင်းလာလို့ရှိရင်တော့နီးပြီလို့ပဲအောင်းမိအဲ့ဒါလိုတွေဖြစ်လာနော်ယောဂရတယ်ဆိုတာအဲ့ဒီအစားအစာကြောင့်ရတာပိုများတယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားကဘဝမှာအရေးပါသည့်ကိုချင်းတရားနှစ်ပါးဆိုတာအစားအစာနဲ့ပတ်သက်ပြီးထိမ့်ချုပ်နိုင်စွာရှိရမယ်ကိုနဲ့တဲ့တာတော့စားရမယ်အာဟာရလုံလောက်အောင်စားရမယ်ကိုနဲ့မတဲ့တာကြတော့ရှောင်ရမယ်အဲ့ဒါဘောဇနိမတ္တညုတာပဲစားပြီဆိုတဲ့အခါမှာလည်းအတိုင်းအတာလေးတစ်ခုရစာပေကျမ်းကနေမှဘလောက်ညွှန်ထားတော့ဆိုစတ္တရောပင်စအာလောပိအဘုဒ္ဓဝါဥဒကံပိဝေထမင်းစားတော့မယ်ဆိုလို့ရှိရင်နှလုံးသုံးလုံးလောက်စားလိုက်ရင်ဘိုက်ဝါတော့မယ်ဆိုလို့ရှိရင်အဲ့ဒီနှလုံးသုံးလုံးကိုလျှော့လိုက်တဲ့လျှော့ပြီးတဲ့နောက်မှာအဲ့ဒါအစားဒီပြင်အရေးလေးပါလေးတောက်လိုက်လို့ဒီလိုဆိုအဲ့ဒါဟာအလံဖာတုဝိဟာရယနေလို့ထိုင်လို့အလွန်ကောင်းတယ်လို့ဒီလိုပြောတယ်ဒါမြတ်စွာဘုရားဟောတဲ့တရားတော်မြတ်စွာဘုရားယဟန်တွေကိုပါအမိန့်ရှိတော့ဆိုလို့ရှိရင်ငါဟာတဲ့တနေ့မှတစ်ထပ်တည်းပဲစားတယ်မနေ့ပိုင်းတစ်ထပ်ပဲစားတယ်ဗျာတစ်ထပ်တည်းစားခြင်းကြောင့်ငါအထိုင်ထားလဲပေါ်ပါတယ်တဲ့အားလည်းရှိတယ်တဲ့ယောဂလည်းနှဲတယ်တဲ့မင်းတို့လည်းတစ်ထပ်တည်းစားကြလို့ဆိုဘယ်ကမလဲမနေ့လည်းစားတယ်နေ့လည်းစားတယ်မလေးနော် breakfast ပြီးရင်နောက်တစ်ခါ lunch နဲ့ breakfast ရမှာ brunch လုပ်လိုက်ပြန်စားချိန်တောက်ချိန်တွေကိုတိုးပြီးတော့ပေးလိုက်တာအကုန်လုံးတနေ့ကုန်ပါးစပ်နဲ့အစာမပြတ်တော့အဲ့တော့လူကြီးတွေကတခါလဲဖောင်းကားဆောင်မောင်မောင်ကြီးတွေဖြစ်လာကြဖောင်းကားနေအောင်စားအဲ့ဒါလူတွေဖြစ်လာတဲ့ယောဂဝေဒနာတွေလည်းပေါ်ကုန်တာပေါ့စုကျင်တဲ့နေရာစုအဲ့ဒီကနေယောဂဖြစ်စေကံပြဒီလိုနဲ့လုံးလက်ခတ်ပြီးတော့နေကြတာဒါကြောင့်မို့အစားအသောက်ကိုမစင်ကြင်မဲနဲ့စားခြင်းဟာလည်းပဲတဲ့ဒိဋ္ဌိဝဓမ္မေခုလက်ရှိဘဝမှာပဲတဲ့ဒုက္ခံဝိဟရတိစင်စင်ရဲနေရမယ်တဲ့တဝိခတံပင်မဆင်းရဲလိမ့်မယ်တဥပါယတံစိတ်ပူနေရလိမ့်မယ်တပရိလဟံပူလောင်ဒုက္ခရရှိလိမ့်မယ်တဲ့ဒီဘဝမှာတယ်အဲ့တော့ဒီဘဝနဲ့ပူရတာလားလို့ဆိုမဟုတ်ဘူးကာယတဗေဒဒုက္ခတိပါတိကင်္ခာသိသွားရင်လည်းမကောင်းတဲ့ပုံမျောလင့်နေရတော့မှာပဲမျောလင့်ရတော့မှာပဲရောက်သွားနိုင်တယ်လို့ပြောတာနော်ရောက်မယ်လို့ပြောတာမဟုတ်ဘူးပါတိကင်္ခာ expected သုံးတဲ့သဘောနော်မကောင်းတဲ့အလားအလာတစ်ခုမျောလင့်ရတယ်အဲ့ဒီဘက်ကိုဖြစ်ဖို့အလားအလာရှိသွားတယ်လို့ဒီလိုဆိုအခြေအနေတစ်ခုကဘာဖြစ်သွားမယ်ဆိုတာမကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုမကောင်းတာပေါ့နော်ဒါကြောင့်ဘောဇနိမတ္တညုတာအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းအတာတစ်ခုသိမယ်ဆိုရင်ဒီဘဝမှာလည်းပဲချမ်းသာသာနေရမယ်သိတဲ့အခါမှာလည်းပဲဒီဘဝချမ်းသာမှုကိုအကြောင်းပြုပြီးတော့အနေထိုင်တတ်သည့်အတွက်ကြောင့်ဒီဘဝမှာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေမရှိသည့်အတွက်ကြောင့်သိတဲ့အခါမှာလည်းကောင်းတဲ့သူတိဘုံရောက်ဖို့ရမျှော်လင့်ရမယ်မျှော်လင့်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒုက္ခဝိဟာရတုတ်နဲ့ဒုက္ခဝိဟာရတုတ်ကလေးကတူတူလေးပဲဒီတရားနှစ်ပါးပဲအဲ့တော့အကျဉ်းချုပ်လိုက်မယ်ဆိုရင်ဒုက္ခရောက်စေနိုင်တဲ့အကျင့်နှမျိုးကဘာလဲလို့ဆိုရင်ဣန္ဒြိယေတုအဂုတ္တဓာရတာမျက်စိနာနာလျာကာယမနဆိုတာတွေမထိန်ချုပ်ဘူးအကုသိုလ်တွေဒီတိုင်းလွတ်ထားတယ်ဘောဇနိအမေနိတာအစားအသောက်မဆင်ញင်ဘူးဒါဖြင့်ဒုက္ခဝိဟာရတော့ဘဝမှာအစဉ်ပြေဖို့ဆိုရင်ဘာလို့ရမလဲဆိုရင်မျက်စိနာနာလျာကာယဆိုရင်ဣန္ဒြေတွေနဲ့ပတ်သက်ပြီးထိန်ချုပ်ရမယ်ဘောဇနိမတ္တညုတာအာဟာရနဲ့ပတ်သက်ပြီးအစားအစာနဲ့ပတ်သက်ပြီးဆင်ញင်ရမယ်ဟောဒီနှစ်ခုကဘဝမှာအရေးပါတဲ့ကိုချင်းတရားနှစ်ခုပဲဖြစ်တယ်အဲ့တော့ဘဝမှာအရေးပါတဲ့ကိုချင်းတရားနှစ်ခုဟာမြတ်စွာဘုရားဟောတဲ့ဝိသဆရဏတမ္ပန္နောရဲမှာဘောဇနိမတ္တညုတာဆိုပါအဲ့ဒီဆရဏဝိသဆရဏမှာဆရဏဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားတဲ့ဒါကြောင့်မို့အစားအသောက်ဆင်ញင်စားသောက်ခြင်းဟာလည်းနိဗ္ဗာန်ရောက်ကြောင်းတရားလို့ဘုရားဟောတာပဲအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်လို့ဟာတောင်ရနိုင်သေးတာ
ပညာတတ်ကြောင်းတရားလို့လည်းပြောနိုင်တယ်ကျမ်းမာကြောင်းတရားလို့လည်းပြောနိုင်တယ်ပေါ့လူဘဝမှာချမ်းသာဒုက္ခရခြင်းအကြောင်းတရားလို့ဒီဟာတစ်ခုတည်းကဘလောက်တန်မိုးရှိတယ်ဆိုတာကိုလူဘဝရောက်လာတဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းကိုရောက်ဖို့အတွက်ကိုကျင့်သီလဆိုတာပြည့်စုံမှုလိုအပ်တယ်ကိုကျင့်သီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေရရှိဖို့မခဲရင်ဘူးလူဖြစ်လာတယ်ဆိုရင်မြတ်စွာဘုရားကမျက်စိနှလုံးရှိရမယ်ပဂရိမျက်စိနှလုံးတော့လူတိုင်းပါကြတယ်လို့ဆိုနိုင်တယ်အမှန်ပုဂ္ဂိုလ်တွေဟာမျက်စိနှလုံးရှိကြအရေးကြီးတဲ့မျက်စိနှလုံးအမြင်မျက်စိနှစ်ခုဆိုတာဘာလဲနံပါတ်1ကစီးပွားရှာတတ်တဲ့ပညာမျက်စိရှိဖို့လိုတယ်လူဘဝရောက်လာလို့ရှင်မရသေးတဲ့စီးစိမ်ဥစ္စာကိုဘယ်လိုရအောင်ရှာမလဲရပြီးသားစီးစိမ်ဥစ္စာကိုဘယ်လိုတိုးတက်ကြီးပွားအောင်လုပ်မလဲဆိုတဲ့အမြင်မျက်စိနဲ့ပြည့်စုံမှဘဝမှာချမ်းသာတာနေရမှာဖြစ်တယ်သို့တော့အခုလိုစီးပွားရှာတတ်တဲ့မျက်စိတစ်ပြိုးတဲ့နဲ့လုံလောက်သလားဆိုမလုံလောက်သေးဘူးနောက်ထပ်ရှိရမယ့်အမြင်မျက်စိတစ်ခုကဘာလို့ဆိုရင်ကိုချင်းတရားပဲဖြစ်တယ်ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ဓမ္မုထာသိမြင်တတ်တဲ့အမြင်မျက်စိရှိဖို့လုံတဲ့နာနဲ့မလုံတဲ့နာအပြစ်ရှိတာနဲ့အပြစ်ကင်းတာဒီတစ်ခုကိုကွဲကွဲပြားပြားသိရှိတယ်အမြင်မျက်စိဆိုတာဒုတိယမျက်လုံးအနေနဲ့လိုအပ်တယ်ပထမမျက်လုံးကစီးပွားရှာတတ်တယ်ဒုတိယမျက်လုံးကကိုချင်းတရားကိုထိမ့်သိမ်းဆောင်ရှောက်တတ်တယ်လို့ဓမ္မလူဘဝဆိုတာပြည့်စုံတယ်အဲ့ဒီမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာဆင်းရဲဒုက္ခနေပါသလိုဘဝတန်တရားမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထီအောင်မျက်မှောက်ပြုနိုင်တယ်လို့အကယ်၍သာစီးပွားရှာတတ်တဲ့မျက်စိတစ်မျိုးတည်းသာရှိပြီးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့အမြင်မျက်စိမျိုးမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဒုက္ခတဲ့ပုဂ္ဂိုလ်တစ်ဖက်မြင်ဆိုတာစီးပွားပဲရှာပြီးတော့ကိုချင်းတရားပဲကလုံးဝမရှိသည့်အတွက်ကြောင့်ရရှိတဲ့စီစဉ်ဥစ္စာလည်းပျက်စီးနိုင်တယ်ထိမ့်သိမ်းနိုင်တော့မရှိဘူးကိုချင်းတရားပြပြသည့်အတွက်ကြောင့်စီးပွားဥစ္စာပျက်စီးရုံမျှမကကိုချင်းတရားပါပျက်စီးသည့်အတွက်တေသည်ချမ်းမဲ့နိုင်ဆင်းရဲဒုက္ခမျိုးစုံကိုကြုံတွေ့ရတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်မို့ဘုရားမြတ်စွာကလူဖြစ်လာလို့ရှိရင်အမြင်မျက်စိနှမျိုးရှိရမယ်လို့ဒွိစက္ခုပနာအခါတော်တိထောပုရိသပုဂ္ဂလောလောကမှာချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်ဆိုတာအမြင်မျက်စိနှမျိုးပြည့်စုံတဲ့ပုဂ္ဂိုလ်မှချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်လို့ပြောရမယ်အဲ့ဒီချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်လူတိုင်းဟာကျင့်ဆောင်ကြိုးကအထောက်အမှုဖြစ်တယ်စီးပွားသာရှာတတ်ပြီးကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ဟာရရှိတဲ့စီးပွားဟာတခဏအတွင်းမှာထိမ့်သိမ့်နိုင်စွာမရှိပဲပျက်စီးဆုံးရှုံးရသလိုဤဘဝ၏ချမ်းမဲ့၌ကြုံတွေ့ရမယ်ဆင်းရဲဒုက္ခတွေကလည်းအလွန်များတယ်လို့ပြောမှာဒီကနေ့ခေတ်မှာလူသားတွေတဲကလူတွေရဲ့အခြေအနေအရကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အခြေအနေအရသို့မဟုတ်ကိုယ်တိုင်အခြေအနေကိုသိရှိနားလည်ဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားကိုမသားကြရမှာဖြစ်တယ်
စီးပွားရေးသာရှာတတ်တဲ့ပုဂ္ဂိုလ်တယောက်ကိုချင်းတရားမပါပဲနဲ့ကိုချင်းတရားအမြင်မျက်စိမရှိပဲစီးပွားရေးတစ်မျိုးတည်းသာရှာတဲ့ပုဂ္ဂိုလ်ဘာဖြစ်လဲစီးပွားရေးအရင်ပြီးရောကိုချင်းတရားဘလို့နေဆိုပြီးတစ်ဖက်မြင်ပုဂ္ဂိုလ်တွေဟာဣတောသောနိရိယံကန္တဝါဧကသကုဝိဟိညတိလို့မြတ်စွာဘုရားကစီးပွားရေးမျက်စိတစ်မျိုးတည်းသာရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝကနေပြီးအပင်ငရဲကြာရောက်ပြီးဒုက္ခရောက်တတ်တယ်ဒီကနေ့ခေတ်မှာစီးပွားရေးမျက်စိတစ်မျိုးတည်းသာရှိပြီးကိုချင်းတရားပြည့်ပြားနေတဲ့ပုဂ္ဂိုလ်ကိုချင်းတရားကိုအလေးမထားပဲစီးပွားဖြစ်ပြီးရောလို့ရှားဝေတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မတက္ခဏကောင်းစားမယ်ကောင်းစားနိုင်တော်လည်းပဲမကြခင်တော့တဲ့မှာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတယ်တတိထားကြရမှာဖြစ်တယ်မိမိတို့ကိုယ်တိုင်ဟာစီးပွားရှာတဲ့ပညာရတစ်မျိုးတည်းမရှိစေပဲကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အလေးထားသိမြင်တဲ့ပညာမျက်စိရှိတဲ့နေဆိုတာနှလုံးသွင်းစဉ်းကျင်ရမှာဖြစ်တယ်ပညာမျက်စိနှလုံးတစ်ခုမှမပါဘူးဆိုရင်တော့သုံးမကြတဲ့လူပဲဖြစ်တယ်စီးပွားမျက်စိရှာတတ်သေးလို့ရှိရင်စီးပွားရေးမျက်စိရှိလို့စီးပွားရှာတတ်သေးရင်တစ်ဖက်ကကြည့်ရင်တော်သေးတယ်လို့ပြောနိုင်တယ်သို့တော့အဆုံးသတ်တော့ကောင်းတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလူဘဝဟာစီးပွားလည်းရှာတတ်ရမယ်ကိုကျင့်တရားလည်းကောင်းရမယ်ဆိုတဲ့ဒီခံယူချက်ထားပြီးတော့ဘဝခရီးကိုဖြတ်သန်းနိုင်အောင်ကြိုးစားအထောက်မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်တယ်လို့ဆိုတာဟာမြတ်စွာဘုရားဟောကြားဆုံးမတဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးတော့လိုက်နာဖို့အတွက်ဘုရားကိုကိုးကွယ်တာသာဖြစ်တယ်မင်္ဂနစ်နီးနဲ့မြတ်စွာဘုရားကိုကိုးကွယ်ရမှာဖြစ်တယ်မာရွေးနဲ့နီးတွေနဲ့ကိုးကွယ်မဲ့ဆိုရင်တရဏဂုံတောင်မှပဲမမြောက်ဘူးလို့ဆိုရမှာဖြစ်စပါစို့လလဘရခြင်းလို့ဘုရားကိုးကွယ်တယ်အများကဲမှကြောက်လို့ဘုရားကိုးကွယ်တယ်အဲ့လိုကိုးကွယ်မျိုးတွေနဲ့ကိုးကွယ်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုးကွယ်ရခြင်းရဲ့အကျိုးကျေးဇူးကဘာတစ်ခုမှရမှာမဟုတ်ဒါကြောင့်မို့တရဏဂုံဆောက်တည်တဲ့အခါမှာမြတ်စွာဘုရားဟာသူမတူအောင်ဖြူစင်တဲ့သီလကြံ့ခိုင်တဲ့သမာဓိကြီးမားတဲ့ပညာဆိုတဲ့အဲ့ဒီရည်ချင်းတွေရှိလို့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အသိနဲ့ကိုးကွယ်ဖို့လိုအပ်တယ်မြတ်စွာဘုရားကကိုးကွယ်သူတွေကိုဘလို့အကျိုးပြုတယ်လဲဘလို့နည်းနဲ့ဘုရားကလူတွေကိုကောင်းကျိုးချမ်းသာရစေတယ်လဲဆိုဘုရားကမားတယ်ဆိုဒီမှာတကိုးတော်နဲ့မားစားတာမဟုတ်ဘူးဘလို့နည်းနဲ့မားစားတော့ဆိုရင်ဟိတေဘဝတ္တနေနာအဟိတသနိဝတ္တနေနာတတ္တနံပယံဟိန္တိပုဒ္ဓောလို့ဆိုတဲ့မြတ်စွာဘုရားဟာတရားဒီပေါ်မှာကြာရောက်မဲ့ဘေးရန်အနေတွေမကြောက်ရမကြရောက်ဖို့ချမ်းသာဒုက္ခတွေရဖို့အတွက်ကောင်းကျိုးကိုဖော်ဆောင်နိုင်တဲ့ဟိတဆိုတဲ့ကုသိုလ်တရားတွေကိုဖြစ်ပေါ်စေအောင်လမ်းညွှန်မှုပြုတယ်ဆင်းရဲဒုက္ခကိုပေးတတ်တဲ့အဟိတလို့ခေါ်တဲ့အကုသိုလ်တရားတွေကရှောင်ရှားစေတယ်အဲ့ဒီနည်းအားဖြင့်တရားရဲ့အကျိုးကိုတည်ဖို့ပြီးမြတ်စွာဘုရားဆောင်ရွက်တယ်လို့ဒီလိုပဲနားလည်ရမှာဖြစ်တယ်ကိုယ်သားသမီးကိုကိုယ်ချစ်လို့ကိုယ်သားသမီးကိုမတယ်ဆိုရင်ပညာတတ်ကြီးဖြစ်အောင်ကိုယ်သားသမီးကိုလှုပ်ဆောင်မယ်ဆိုရင်ဘလို့နည်းနဲ့လှုပ်ဆောင်နိုင်လို့
တခြားနည်းနဲ့ကိုယ်သားသမီးကိုကြည်ပွားအောင်လုပ်လို့မရဘူးဆရာကောင်းသမားထံအပ်ပေးတယ်ကျောင်းကောင်းကောင်းထားပေးတယ်ဝိจิตรလိုအပ်ချက်မရှိအောင်ကုညီပေးတယ်အဲ့ဒီနည်းနဲ့သာကိုယ်သားသမီးကိုကုညီပေးနိုင်တာဖြစ်တယ်ပညာတတ်ဖြစ်အောင်ကိုယ်တယောက်တည်းနဲ့စွမ်းဆောင်နိုင်ခြင်းမရှိဘူးသားသမီးကိုယ်တိုင်ကစာကြိုးစားပြီးဆိုမှပညာတတ်ဆိုတာဖြစ်တယ်ကိုယ်သားသမီးတောင်ကုန်အုံဖွားမှန်းပြီးတော့ကဲဆယ်လို့ရတဲ့ကိစ္စမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကလည်းတကူတော်နဲ့တို့တွေကိုတကူနဲ့ကဲတင်လိုက်မယ်လို့ဘယ်တော့မှမတွေးရမယ်အရာပဲဖြစ်တယ်မလုံးတဲ့နာနဲ့လုံးတဲ့နာကိုခွဲပြီးတော့ဟောကြားတယ်ဟောကြားပြီးကိုလို့ရမှာပါတော့မလုံးတဲ့နာကိုရှောင်ဖို့နဲ့လုံးတဲ့နာကိုလုံးဖို့ဆိုဒါဟာအဓိကပဲဖြစ်တယ်မလုံးတဲ့နာတွေကဘာတွေတုံးလို့မေးလို့ရှိရင်ခုနကတရားပွဲမစခင်မှာရှောင်ကျင်ပါတယ်လို့ဆိုသွားတဲ့အရာတွေပဲအဓိကပါဏာတိပဒံကရှောင်ကျင်ပါမယ်သူတို့ဟာတပ်ဖြတ်ခြင်းမှာရှောင်ကျင်ပါမယ်ဆိုအဲ့ဒီခံယူချက်ဟာကိုကျင့်သီလလို့ခေါ်တဲ့အရာပဲအဲ့ဒါကိုယ်တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့ဟိတဆိုတဲ့အကြောင်းတရားချမ်းသာဒုက္ခကိုလိုချင်ရှောင်ရမယ့်ဟာကိုရှောင်ဖို့လိုတယ်လှုပ်ဆောင်ရမှာတွေကဘာတွေတုံးဆိုရင်တွဲဖက်ပြီးတော့မှတ်သားရမှာကကိုချင်းသီလနဲ့ကိုချင်းစာတရားကိုချင်းစာတရားကိုအခြေခံပြီးတော့ကိုချင်းသီလကိုပြည့်စုံတော့ကိုချင်းသီလဆိုဒီမှာသူများကိုတပ်ဖြတ်ညှင်းဆဲခြင်းဆိုတဲ့အလုပ်ကရှောင်ခြင်းတယ်တပ်ဖြတ်ညှင်းဆဲခြင်းဆိုတဲ့အကုသိုလ်အမှုကရှောင်ခြင်းမရှောင်ရင်ဘာဖြစ်မလဲဆိုရင်ကံတရားရဲ့သဘာဝကတစ်ဖက်သားကိုကိုယ်ကဒုက္ခရောက်အောင်လုပ်လိုက်လို့အဲ့ဒီဒုက္ခကိုတစ်ဖက်သားခံစားလိုက်ရတယ်ဆိုပါစို့ထိခိုက်နစ်နာမှုတွေရှိတယ်တစ်ဖက်သားလက်ကျိုးချီကျိုးနောက်ဆုံးမှာအသက်အန္တရာယ်ထိအောင်ရောက်ရှိသွားတယ်ဆိုလို့ရှိရင်အဲ့ဒီသူခံစားရတဲ့ချမ်းသာမျိုးတည်ကိုယ်စီရောက်လာဖြစ်တယ်ဒါကံကြမ္မာရဲ့သဘာဝလူတွေကပြောတယ်မို့လားဝတ်လဲတယ်ဆိုတာဟုတ်လားဝတ်လဲတယ်ဆိုတာကံကြမ္မာရဲ့တုံ့ပြန်မှုကိုဖော်ပြတာပဲကိုကတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်လို့အဲ့ဒီဒုက္ခကိုတစ်ဖက်သားခံစားရပြီဆိုလေကိုလည်းအလားတူဒုက္ခကိုခံစားရမှာသိချင်ဒါကြောင့်မို့အဲ့ဒီဒုက္ခမျိုးမခံစားခြင်းလို့ရှိရင်ခံစားရတဲ့အခြေအနေဆိုတော့လွတ်ချင်တယ်ဆိုလို့ရှိရင်ပါဏာတိပဒံမှာရှောင်ကျင်ရမှာပဲဖြစ်တယ်ဒီကလွဲပြီးတခြားလို့ဆရာမရှိရှောင်ကျင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုကြည့်လိုက်မယ်ဆိုရင်သူများအသက်ကိုတတ်ခြင်းမှာရှောင်ကျင်ရတယ်ရှောင်ကျင်မှုခိုင်မာသည့်ဖြစ်အောင်မလုပ်ရမလို့ဆိုရင်အကျဉ်းနဲ့မေတ္တာထားဖို့လိုတယ်အကျဉ်းနဲ့မေတ္တာထားတယ်ဆိုတာကိုချင်းစာတရားနဲ့ထားတော့ကိုချင်းစာတရားဆိုတာမေတ္တာမှအရေးကြီးတယ်နော်ကိုချင်းစာဆိုတာသာနာစိတ်ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်မျိုးကိုယ့်ရဲ့စိတ်ခံစားချက်မျိုးသူတို့ဘာပေါ်မှာသာနာထောက်ထားတဲ့သူဥပမာပဲပါဏာတိပဒံအမှုဟာသူများကိုညှင်းဆဲတပ်ဖြတ်မယ်လို့ကြံစီမိလာလို့ရှင်စဉ်းစားငါကိုတပ်ဖြတ်မယ်ညှင်းဆဲမယ်ဆိုရင်ငါဘယ်လိုနေမလဲကိုစဉ်းစားလိုက်လို့ရှင်သရဝါလေးတစ်ကောင်ကိုမညာမတမရဲဆက်ဆက်ကိုကလုံးမိတယ်လှုပ်ချင်တဲ့စိတ်ပေါ်လာပြီဆိုလို့ရှိရင်အေးငါကသရဝါအနေနဲ့နေမယ်ငါကိုခုလိုလာရောက်နှိမ့်ဆက်ညှင်းဆဲမယ်ဆိုရင်ဘယ်လိုနေမလဲလို့ကိုယ့်ရဲ့ခံစားချက်နဲ့
တစ်ဖက်သားရဲ့ခံစားချက်ကိုနှိုင်းယှဉ်အောင်ကိုချင်းစာတရားလို့ခေါ်တယ်အရာရာမှာကိုချင်းစာတရားထားကိုမကြိုက်တဲ့အလုပ်ဒီသူတော်ဘာလည်းမကြိုက်တဲ့အလုပ်ပဲဖြစ်တယ်ကိုကြောက်တဲ့အရာဒီသူတော်ဘာလည်းကြောက်တဲ့အရာပဲဖြစ်တယ်ဒါကြောင့်မို့လူတိုင်းဟာဒုက္ခရောက်မှကြောက်ကြတယ်သိခြင်းတရားကိုလည်းကြောက်ကြတယ်အဲ့လိုကြောက်တဲ့အရာတိုင်းလူတိုင်းဟာကြောက်ကြတယ်လို့ငါလည်းပဲဒါမျိုးဖြစ်မယ်ဆိုရင်ကြောက်တယ်အဲ့တော့ကိုကြောက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလောရမှာလဲဆိုပြီးကိုချင်းစာတရားနဲ့ပါဏာတိပါဒရှောင်းနိုင်အောင်ကြိုးစားဒီလိုဆိုလို့လေနော်နေရာတိုင်းမှာကိုချင်းစာတရားရှိရထို့တူပဲအဋိဏဒါနနဲ့ပတ်သက်လာလို့ရှိရင်ကိုချင်းစာစိတ်ဘယ်လိုထားမလဲအော်ငါပစ္စည်းအခုခံရရင်ငါဘယ်လိုနေမလဲငါစီကနေမတော်မတရားမကန်တဲ့ပစ္စည်းတွေနဲ့ငါရဲ့ငွေကြေးတနာကိုရှုသွားမယ်ဆိုရင်ငါစိတ်ခံစားချက်ဘယ်လိုနေမလဲသူများကအတုလုပ်ပြီးရောင်းလိုက်လို့အဲ့ဒီအတုငါဝယ်လာလို့အသုံးမဝင်တဲ့ပစ္စည်းဖြစ်သွားရင်စိတ်ခံစားချက်ဘယ်လိုနေမလဲသူများတွေဟာစိတ်ခံစားချက်ဘယ်လိုနေမလဲဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့ကိုချင်းစာတရားထားကိုပစ္စည်းခိုးခံရရင်စိတ်ဆင်းရဲမယ်ဒါကြောင့်မို့သူများပစ္စည်းကိုလည်းဘယ်တော့မှမခိုးဘူးဘယ်တော့မှနိုင်ထက်လုပ်ပြီးမယူဘူးဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးမိပါအဲ့ဒါကိုချင်းစာတရားကိုမကြိုက်တာကိုသူများကိုမလုပ်ဖို့ဆိုတာမြတ်စွာဘုရားကကိုချင်းစာတရားနဲ့ကိုချင်းတရားကောင်းအောင်ကြိုးစားဖို့ဒီလိုဆိုလိုတာနော်ကာမိတုမိစ္ဆာစာရဆိုတာကာမိတုမိစ္ဆာစာရဆိုတာကြည့်လိုက်ကိုမိသားစုသူမိသားစုရှိတယ်ကိုမိသားစုကိုလာပြီးတော့စော်ကားမယ်ဂုဏ်သိက္ခာညှိုးနှောင်းအောင်လုပ်မယ်ဆိုရင်ကိုဘယ်လိုခံစားရမလဲကိုခံစားရတယ်လို့ကိုယ်တိုင်ကသူများမိသားစုကိုစော်ကားမယ်ဂုဏ်သိက္ခာညှိုးနှောင်းအောင်လုပ်မယ်ဆိုရင်သူတို့လည်းခံစားရမှာပဲအဲ့လိုကိုမကြိုက်တဲ့အလုပ်မျိုးကိုသူတို့ဘာကိုမဖြစ်စေဖို့အတွက်ကိုချင်းစာတရားနဲ့ကာမိတုမိစ္ဆာစာရရှောင်ကျင်ရမှာဖြစ်တယ်လူရဲ့ဂုဏ်သိက္ခာဆိုတာရိုးသားမှုကိုချင်းတရားမပြတ်မှုပေါ်မှာမူတည်တာဖြစ်လို့ဂုဏ်သိက္ခာညှိုးနှွမ်းသောအောင်သူမိသားစုကိုမိသားစုဂုဏ်သိက္ခာညှိုးနှွမ်းအောင်ပြုလို့ခြင်းမှရှောင်ကျင်တယ်ဆိုတာသူလည်းဂုဏ်သိက္ခာမထိခိုက်ကိုလည်းဂုဏ်သိက္ခာမထိခိုက်ဂုဏ်သိက္ခာညှိုးနှွမ်းเสียအကြောင်းကိုသူများကကိုလို့လည်းကိုမကြိုက်ဘူးကိုကသူများလုပ်ရင်လည်းပဲကိုမကြိုက်တယ်လို့သူလည်းကြိုက်မှာမဟုတ်ဘူးဆိုတဲ့နိုင်ရှင်သုံးသက်ဆင်ញင်ပြီးတော့ကာမိတုမိစ္ဆာစာရကရှောင်နေဆိုတာကိုချင်းစာတရားအခြေခံပြီးတော့ဒီလိုရှောင်အောင်ပါဖြစ်ထို့တူပဲမုဒ္ဒဝါဒဆိုတာအရာထဲမှာတမန်လိမ္မာမှုမျိုးတွေတဲ့ပို့အရေးပါတဲ့လိမ္မာမှုအရေးကြီးတဲ့လိမ္မာမှုတွေကဘာလို့ဆိုရင်လူတစ်ဖက်သားဒုက္ခရောက်သွားအောင်တရားယုံတက်ပြီးတော့မမှန်မကန်သက်တည်ထွက်ဆိုတဲ့မုဒ္ဒဝါဒသို့မဟုတ်ပစ္စည်းရေးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်သားဆုံးရှုံးနစ်နာသွားစေတဲ့မတရားသက်တည်လိုက်မှုမမှန်မကန်သက်တည်လိုက်မှုဥပမာပစ္စည်းတစ်ခုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့အခါမှာကိုသိထားတာကဘယ်သူပိုင်နေဆိုတာသိထားတယ်သို့တော်လည်းမမှန်မကန်မပိုင်တဲ့လူကိုကပိုင်နေလို့ဆိုပြီးတော့လိမ့်မိပြီးတော့ထွက်ဆိုမယ်ဆိုရင်ဟိုတစ်ဖက်သားဟာ
စ္စည်းဥစ္စာဆုံးရှုံးပြီးဒုက္ခရောက်နစ်နာဆုံးရှုံးသွားကိုယ့်ရဲ့တသက်လည်းမှုကြောင့်နစ်နာဆုံးရှုံးသွားအဲ့ဒီသူတစ်ပါးအကျိုးပျက်စီးသွားအောင်ပြောတဲ့မူတော်ဝါဒမျိုးကပို့ပြီးတော့ပြစ်ကြည့်တယ်မမှန်မှန်သိရတဲ့နဲ့တစ်ဖက်သားကိုဒုက္ခရောက်သွားအောင်လိမ့်နဲ့လိမ့်ပြီးမှုမျိုးကိုယ်တစ်ခုခုလုံးပါဆိုလို့ကြောက်လို့လိမ့်လိုက်တာမျိုးတို့တမန်အားဖြင့်ရှိစရာအနေနဲ့ပြောလိုက်တဲ့လိမ့်နေမှုမျိုးတို့ဒါတွေကအပြစ်မရှိဘူးတော့မဟုတ်ဘူးမြတ်အလုံးအမင်းအပြစ်ရှိတာဒီလိုတော့မဟုတ်ဘူးအပြစ်ကြီးတဲ့မူတော်ဝါဒကတော့ခုနမမှန်မကန်တစ်ဖက်သားအကျိုးစီးပွားထိခိုက်ပြပြတော့အောင်လိမ့်နဲ့လိမ့်နေမှုမျိုးကိုယ်ကိုလိမ့်ခံရရင်ကိုယ်စိတ်ဆင်းရဲမယ်ဒါကြောင့်သူများကိုလည်းငါမလိမ့်သေးဘူးသူများလည်းစိတ်ဆင်းရဲမှာပဲအဲ့တော့သူများကိုမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများအပေါ်လုပ်ရမှာလဲဆိုအသိဉာဏ်နဲ့မုဒ္ဒဝါဒကရှောင်ကြမို့လို့ဘယ်ရပဲဖြစ်ဖြစ်ကိုချင်းစာတရားထားပြီးတော့ကိုချင်းသီလလုံအောင်လုပ်ဖို့လိုတယ်မစင်စားပဲမနေရဘူးစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ကိုချင်းစာတရားနဲ့ကိုချင်းသီလကိုချင်းစာတရားကိုအခြေခံပြီးတော့ကိုချင်းသီလကိုခိုင်မာအောင်ကြိုးစားတယ်သူရမီတွေကကြတော့ဘလို့ကိုချင်းစာမူရစေဝါသုံးဆွဲတဲ့ပုဂ္ဂိုလ်တယောက်အယက်သေးစာတောက်စားတဲ့ပုဂ္ဂိုလ်တယောက်သူများကိုမထိခိုက်ဘူးဆိုအောင်တော့ကိုယ့်ကိုထိခိုက်တယ်ကိုယ့်ကိုဘယ်လိုထိခိုက်တယ်လဲလို့ဆိုရင်မူရနေသည့်အတွက်ကြောင့်လူဘဝရလာတဲ့အခါမှာတတ်တဲ့တတ်ထိုက်တဲ့အတတ်ပညာတွေကိုဆုံးရှုံးတယ်မတတ်တော့ရတဲ့ရလိုက်တဲ့စိတ်စိတ်ဥစ္စာတွေရအောင်မလုပ်နိုင်တော့ဘူးမူရနေသည့်အတွက်ကြောင့်အသိဉာဏ်တွေဟာဝေဝါးပြီးတော့လူလောကထဲမှာမမှန်ကန်ကန်သိနိုင်စွာမရှိတော့အဲ့တော့ကိုယ့်အတွက်ညာရင်းနေတာတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်အယတိစာတောက်စားလုံးတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အသေးဟာပျက်စီးသွားပြီနောက်ဆုံးကျမကြီးထိခိုက်လို့အသက်အန္တရာယ်ဖြစ်သည့်ထိအောင်ရောက်ရှိသွားနိုင်တယ်လူတိုင်းဟာအသိပညာရှိခြင်းရတယ်အတတ်ပညာတတ်ခြင်းရတယ်ချမ်းသာကြွယ်ဝခြင်းရတယ်အဲ့ဒီကောင်းကျိုးတွေမှန်သမျှဟာမူရစေဝါသို့မဟုတ်ရက်သေးစာတောက်စားခြင်းအဖြစ်မရနိုင်တော့ဘူးဆုံးရှုံးသွားတန်ဖိုးရှိတဲ့လူဘဝမှာလှုပ်တဲ့လှုပ်ထိုက်တာတွေမလုပ်နိုင်တော့ဘူးဆိုကိုယ့်အတွက်များစွာဆင်းရဲသွားအဲ့တော့ကိုယ့်အတွက်ဆင်းရဲသွားလို့ရှိရင်ကိုယ့်မိသားစုအတွက်ကိုဟာဝန်တော့ဝန်ဖို့တယောက်ဖြစ်ပြီးတော့မိသားစုရဲ့ဂုဏ်သိက္ခာလည်းကျဆင်းတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့ဘယ်မိသားစုကိုယ့်မိသားစုဟာကြီးပွားတိုးတက်မှုမရဘူးအဲ့တော့တစ်ဖက်သားဟုတ်လေဒုက္ခပေးရရောက်သွားဒါတွေကိုဆင်ခြင်သုံးသပ်ပြီးတော့မူရစေဝါအယက်သေးစာတောက်စားခြင်းကနေပြီးတော့ရှောင်ရှားရမှာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အသိဉာဏ်နဲ့အဲ့တော့မရှောင်ဘူးဆိုရင်နောက်ဘဝတွေမှာဘာဖြစ်နိုင်လဲအနာတိပတ္တကမရှောင်တဲ့ပုဂ္ဂိုလ်ဟာနောက်ဘဝရောက်လို့ရှိရင်အပင်ငရဲရောက်နိုင်တယ်အပင်ငရဲကလွတ်လပ်ပြန်လို့ရှိရင်လေသူဟာလူဘဝရောက်လာရင်ယောဂထူပြောတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ငယ်ငယ်ရွယ်နဲ့သိတဲ့ပုဂ္ဂိုလ်ဖြစ်သူဟာအသက်ရှိနိုင်စွာမရှိဘူးလို့ပဏ္ဏိပါဒလှုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးဆက်တွေဟာယောဂထူပြောခြင်းအသက်တူခြင်းအသက်တူတယ်ဆိုတချို့မွေးလာပြီးဘာမှမကြောက်သိသွားအဲ့ဒီတဲ့အသက်တူတဲ့တရားဝါတွေရှိသေးတယ်လူသားတွေရှိသေးတယ်မိခင်ဝမ်းထဲမှာပဲမိခင်တောင်မသိလိုက်ခင်
ကလလရေကြီးအဆင့်မှာတည်သွားတဲ့တရားတွေလူတရားတွေဟာပြောင်းပြစွာရှိတယ်သူဆိုလူဘဝမွေးလာတော့အခါလဲလူမှန်းသူမှန်းမသိခင်တည်သွားတယ်လူမှန်းသိမှန်းသိပြီးတော့လူရဲ့ဘဝချမ်းသာမခံစားရခင်တည်သွားတယ်အသက်တော်ရှင်မရဲ့ယောဂဝေဒနာတွေနဲ့တပိမ့်ပိမ့်တလိမ့်လိမ့်ဖြစ်ပြီးတော့နေရတယ်ဒါပဏ္ဏတိပတ္တကံရဲ့အကျိုးဆက်တွေကျင့်တ်ဆရာကောင်းလားဆိုတခုမှကျင့်တ်ဆရာမကောင်းဒါကြောင့်လူတွေကဆုတောင်းကြတာသက်ရှိပါစေကျမ်းမာပါစေဆုတောင်းမနေနဲ့မရဘူးဆုတောင်းလို့ဆုတောင်းရုံတက်တက်နဲ့ဘာတခုမှမရနိုင်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတယ်ဆုတောင်းရုံတက်တက်နဲ့ဘာတခုမှရမှာမဟုတ်ဘူးတဲ့အသက်ရှိခြင်းအကြောင်းကိုလိုက်နာကျင့်သုံးရမယ်လို့ဆိုနော်ဒါကြောင့်မို့အသက်ရှိခြင်းအသက်ရှိကြောင်းအလုပ်ကိုလုပ်အသက်ရှိကြောင်းကုသိုလ်ကောင်းမှုပဏ္ဏတိပတ္တကရှောင်ကျဉ်ခြင်းအသက်ရှိစေတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခြင်းကိုချင်းသီလထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတာအသက်ရှိစေနိုင်တယ်လူဘဝမှာအများကဆုတောင်းဆုယူပြုရတယ်အသက်ရှိတဲ့ပုဂ္ဂိုလ်နောက်ပိုးပေါ်မိပါတွေအသက်ရှိတယ်ဆိုလို့ရှိရင်လူတွေကပြောကြတယ်သီလကောင်းလိုက်တာဒါကြောင့်မို့အသက်ရှိတယ်ကိုချင်းသီလကောင်းတယ်ဆိုတာတခြားသီလပြောတာမဟုတ်ဘူးပဏ္ဏတိပတ္တကရှောင်းတဲ့ပုဂ္ဂိုလ်တွေအသက်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ထို့တူပဲလူဘဝဟာအသက်ရှိုံနဲ့မပြီးသေးဘူးပစ္စည်းဥစ္စာပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုသေးတယ်အဲ့တော့အာရိဏဒါနကိုကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာပြည့်စုံမှုခဲနေကိုရှာထားတဲ့ပစ္စည်းဟာတော့ကြမီးတဲ့ပါသွားလိုက်တော့ကြရေတဲ့ပါသွားလိုက်ရှာထားတဲ့ပစ္စည်းတွေတခိုးတည်းလူယူနှိမ့်စတာခံလိုက်ရဘယ်ဆိုရာဇာတွေသိမ့်တော်လို့ပေးလိုက်ရအိမ်မှာရှိတဲ့သားဆိုသမီးဆိုတွေကသုံးလို့ဖြုံးလို့ကုန်သွားလိုက်ရတယ်အာရိဏဒါနကံကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာခိုင်မြဲခြင်းမရှိဘူးဒီလိုဒုက္ခရောက်တယ်အာရိဏဒါနကံမကျူးလွန်မှုဒါနကောင်းမှုတွေပြုခဲ့တယ်သူများပစ္စည်းကိုမတရားမယူဘူးဆိုတဲ့ကိုချင်းသီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုရှာလို့ရထားတဲ့ပစ္စည်းဥစ္စာတွေထာဝရပစ္စည်းဖြစ်လာတယ်ရေမီမင်းခိုးသူမချစ်မနစ်တော့ဝေကံသားဆိုသမီးဆိုတဲ့ရန်သူမျိုးတွေကြောင့်ကိုရှာထားတဲ့ပစ္စည်းဟာဘယ်တော့မှပျောက်ပြက်သွားတာမရှိဘူးခိုင်မြဲတယ်ဆိုတဲ့အကျိုးရဒီအကျိုးကိုလူတိုင်းလိုချင်တာပဲလေထို့တူပဲကာမေတုမိစ္ဆာစာရာကိုကျူးလွန်နေဆိုရင်ဖြစ်လျက်ဘဝမှာဒီအကုသိုလ်ကံကြောင့်အပင်ငရဲကြတယ်အပင်ငရဲလွတ်လပ်လို့ရှင်လေပြီးသားလူစင်မိတဲ့ပုဂ္ဂိုလ်မဖြစ်လာဘူးအဲ့ဒါမျိုးတွေဖြစ်လာတတ်တယ်နောက်ဆုံးမှာဒီကာမေတုမိစ္ဆာစာရကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာအပေါ်ဆုံးအပြစ်အနေနဲ့ပြောမှဆိုရင်လူမုန်းခံရတယ်ဒီပြန်မပြောနဲ့ရုပ်ရှင်ထဲမှာသရုပ်ဆောင်ရင်တောင်မှပဲအဲ့ဒီပုဂ္ဂိုလ်ကလူချတယ်မသွားရဲတော့နော်လို့ဆိုရုပ်ရှင်ထဲမှာပဲသူတို့ကတာမယနဲ့ပြစ်မှားတဲ့ပုဂ္ဂိုလ်တွေသရုပ်ဆောင်ရတဲ့ပုဂ္ဂိုလ်တွေဟာလူချတဲ့တော့မဝင်ဝန်းတော့တဲ့အနေအထားမျိုးလူတကာဆက်ဆုပ်ရွံရှာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတတ်တယ်ဘဝတမယမှာလဲသူဟာဂုဏ်သိက္ခာကင်းမဲ့တဲ့လူဖြစ်ပြီးလူပုံများတဲ့ပုဂ္ဂိုလ်ဖြစ်လူဘဝရလာပြီဆိုရင်အရာထဲမှာလူချစ်လူကင်းပေါ်များတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကာမေတုမိစ္ဆာစာရရှောင်မယ်လူပီပီတတဖြစ်ခြင်းလို့ရှိရင်ကာမေတုမိစ္ဆာစာရရှောင်မယ်ဒီလိုဆိုအဲ့တော့အကျိုးတရားတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လူတွေလူချင်းတဲ့အကျိုးတရားဟာဒီကိုကျင့်သီလတွေကပဲပြည့်စွမ်းနိုင်တယ်ဆိုတာတတိထားဘုဒ္ဓဝါဒမရှောင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘုဒ္ဓဝါဒကြောင့်
မကောင်းမှုကဥဒ္ဒရီလှုပ်တယ်မြတ်စွာဘုရားဟောထားတာရှိတယ်ဧကန္ဓမအတိတတမုတဝါဒိတသန္တုနောဝိတိဏပရလောကတနတ္ထိပပအာကာရိယသစ္စာဆိုတဲ့အမှန်တရားတစ်ခုကိုဘယ်တော့မှအသုံးမပြုပဲလိမ့်လီလှဲစားပြောကြားတဲ့ပုဂ္ဂိုလ်ဓမ္မလုံလောကအတွက်လုံးဝဆုံးလွတ်ထားတဲ့ပုဂ္ဂိုလ်တရားဖို့တဲ့သူမလုပ်တဲ့အကုသိုလ်မဟုတ်တဲ့အလုပ်ဆိုတာမရှိဘူးသူအလုံးလုပ်တယ်လို့ဆိုလိုတာကလိမ်တတ်တဲ့ပုဂ္ဂိုလ်ဒီမကောင်းမှုမှန်သမျှကိုလုပ်တတ်တယ်။ဘာကြောင့်လို့ဆိုရင်လုပ်ပြီးရင်သူကလိမ်တာပဲကိုဒါကြောင့်ဘုဒ္ဓဝါဒအပြစ်တွေကလည်းလွန်များတယ်အပေါ်ဆုံးအပြစ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘုဒ္ဓဝါဒကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုဘယ်သူမှမယုံကြဘူးပြီးတော့အဆွဆွဲတွေခံရတယ်ကိုမလုပ်ဘဲနဲ့လုပ်တယ်လို့ဆွဆွဲခံရုပ်ပြင်ကဏ္ဍမှာကိုလုံးထားမဟုတ်ဘဲနဲ့ဖန်ဆီးပြီးတရားဆွဲခံရတယ်ဆိုတာအကြောင်းပဲမဟုတ်ကိုကသူများကိုမတရားဆွဆွဲခဲ့တဲ့အကုသိုလ်ကံတွေကြောင့်မှားပြီးတော့ဖန်ခံရတယ်မှားပြီးတော့ဆွဆွဲခံရတယ်ဆိုတာဖြစ်တတ်တယ်ဒါပဲသူမပြုမိမိမှုဆိုတဲ့အတိုင်းပဲကိုယ်ကျင့်စာတရားထားပြီးတော့ရှောင်ရမယ့်ဟာတွေကိုရှောင်ဖို့လိုရတယ်အေးသူရမေတွေကမရှောင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာအပင်ငယ်ကြရုံမြမကလူဝရောက်လာပြီဆိုလို့ရှိရင်သူဟာအယူအနှမ်းမဲ့ဖြစ်လာပြီဉာဏ်စင်မိတဲ့ပုဂ္ဂိုလ်မျိုးမရှိဘူးအကြီးချင်းကဉာဏ်ကြီးဉာဏ်သွေးမမိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီမွေးလာကြတဲ့ကအယူထောင်နဲ့နိစ္စနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာဒါကြောင့်မို့သူရမေတွေကဆိုတာရှောင်ကျဉ်ရမှာဖြစ်တယ်အဲ့ဒါဒီသီလကိုတမန်အသေးအဖွဲလေးလို့စိတ်ထဲမှာမထားနဲ့လောကမှာစီးပွားဥစ္စာတိုးတက်ဖို့တဲ့ကိုချင်းသီလဘက်ကအရေးအကြီးဆုံးပဲကိုချင်းသီလကောင်းအောင်ကြိုးစားခြင်းအပြင်ကိုယ်ဘဝမှာဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရကိုချင်းသီလပြည့်ခြင်းကြောင့်ဘလို့ချမ်းသာတွေရတော့ဆိုအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုခံစားရမကောင်းတာမလုံးသည့်အတွက်ကြောင့်မဟုတ်တာမလုံးသည့်အတွက်ကြောင့်သူဟာအပြစ်ကင်းနေအဲ့ဒီအပြစ်ကင်းတဲ့ချမ်းသာကိုကိုချင်းသီလပေးနိုင်တာပဲဖြစ်အပြစ်ရှိတဲ့လူတယောက်ဟာအိတ်ကောင်းခြင်းမရစားကောင်းခြင်းမစားရဆိုတော့တုံနည်းနည်းနဲ့သူဟာအပြစ်ကိုတွေးပြီးတော့စိတ်တော့ကရောက်နေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေတယ်ကိုချင်းသီလကိုလုံးလုံးချုံချုံထိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဟာဘယ်ခါပဲဖြစ်ဖြစ်ကိုယ့်ဘဝကိုကျင့်တတ်ပြီးတော့နည်းနည်းချိုက်ချမ်းသာဒုက္ခကိုခံစားရနိုင်တယ်ပြစ်ကင်းတဲ့ချမ်းသာဒုက္ခရဖို့အတွက်ကိုချင်းသီလလုံခြုံအောင်ထိန်းသိမ်းဆော့ဆော့တခြားချမ်းသာဒုက္ခတွေနဲ့ရှင်ကြည့်လိုက်လောကလူတွေရရှိထားတဲ့တခြားချမ်းသာတွေရှိသေးတယ်ဘာတွေတုံးဆိုအဋ္ဌိဒုက္ခကိုယ်မှာပစ္စည်းဥစ္စာရှိတယ်အိမ်ရှိတယ်ဆွေမျိုးတွေရှိတယ်တိုက်ရှိတယ်ကားရှိတယ်စသဖြင့်ပေါ့ကိုယ်မှာသူများတန်းတူအဲ့လိုပစ္စည်းဥစ္စာအသုံးဆောင်တွေရှိတယ်ဆိုတာရှိတာကိုအကြောင်းပြုပြီးတော့လူတွေဟာချမ်းသာဒုက္ခမရဘူးလားဆိုရအဲ့ဒါကရှိဒုက္ခလို့ခေါ်တယ်အဋ္ဌိဒုက္ခရှိခြင်းကြောင့်ဖြစ်တဲ့စိတ်ထဲမှာချမ်းသာငါပတ်စံရှိတယ်ငါမှာကားရှိတယ်ငါမှာအိမ်ရှိတယ်စသဖြင့်ရှိတာကိုအကြောင်းပြုပြီးတော့ချမ်းသာဒုက္ခရတယ်နောက်တစ်ခုကဘာလို့ဆိုရင်ကိုရှိတဲ့ပစ္စည်းကိုအသုံးချရတဲ့အခါမှာအသုံးပြုရတဲ့အခါမှာရရှိလာတဲ့ချမ်းသာဒုက္ခကိုဘောဂဒုက္ခလို့ခေါ်သုံးဆွဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကားရှိလို့ကားနဲ့သွားတယ်နော်ပတ်စံရှိလို့သုံးနိုင်တယ်ဝယ်နိုင်တယ်
အသုံးပြုနိုင်တယ်အဲ့ဒီအသုံးပြုခြင်းကြောင့်ရတဲ့ချမ်းသာဒုက္ခကိုဘောဂဒုက္ခလို့ခေါ်တယ်နောက်ဒုက္ခတစ်မျိုးကတော့အာနနယဒုက္ခအပြစ်ကင်းဒီကျွေးကင်းတဲ့ချမ်းသာဒုက္ခလောကလူတွေဟာကျွေးပေးเสียရှိနေကိုယ်မှာပတ်စံမလောက်ပဲရှိသူများကျွေးတွေတင်းနေရင်သူများမျက်နှာကြည့်ပြီးတော့သူများကျွေးတွေဆက်ရအောင်ပဲဆိုစိတ်ချမ်းသာမှုမရနိုင်ကြအကယ်၍မျက်နှာပြောင်တိုက်ပြီးသူများကျွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်နော်သူများကျွေးဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရင်ရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တည်သွားတယ်တည်သွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွေးဖြစ်တယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့မြန်မာရာဇဝင်ထဲမှာနာမည်တော့ဘယ်လူပင်ပြစ်ပင်ထန်သင့်တဲ့အခါမှာဆရာတော်ဥပုပ်ကိုသွားကြတော့တယ်နာမည်တော့ဘယ်လူဟာဒီပင်ပြစ်ပင်ထန်နဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရတော့ဆရာတော်ဥပုပ်ကသူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုဘိနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့အဲ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်ပဲနဲ့တည်သွားတော့ကျွဲဘဝရောက်ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့မြောက်လှုပ်ပြီးရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားလဲရိုက်ပြီးတော့ခိုင်းတော့ဘာကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့မင်းငွေလေးဒီလောက်လေးငါပေးပါတယ်ဆိုကျွေးပြန်ဆက်တယ်လို့ဒါတကယ်အဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့ပေါ့ပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မေ့နေတယ်လူတွေထဲမှာဒါတွေကရှိတတ်တယ်ဒါကြောင့်မို့သူများကျွေးဆိုတာအလွန်ကြောက်စရာကောင်းတယ်အဲ့ဒီကျွေးမရှိတဲ့ချမ်းသာကိုအာနနယဒုက္ခလို့ခေါ်တယ်တချို့ကြတော့သူများစီကကျွေးယူထားပြီးမျက်နှာပြောင်တိုက်ပြီးပေးနိုင်တဲ့နဲ့မပေးတဲ့လူတွေရဲ့နောင်ရေးဟာစဉ်းစားမိပဲဆိုရင်ကြောက်လန့်စရာကြီးပဲကျွေးဆိုတာဆက်ရတယ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးတစ်ခုဆိုတာကိုယ်ကမဆက်ချင်တော့လဲအချိန်တိုင်းရင်ကျွေးဆက်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့အာနနယဒုက္ခဆိုတာရအောင်ဘယ်သူစီအမှကျွေးတင်တာမျိုးမရှိအောင်ရှိပြီဆိုရင်လည်းကျွေးတွေကိုဆက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေသင့်တယ်ပေါ့ပစ္စံရှိလို့ချမ်းသာတာအဋ္ဌိဒုက္ခအသုံးပြုရလို့ချမ်းသာတာဘောဂဒုက္ခကျွေးကင်းလို့ချမ်းသာတာအာနနယဒုက္ခကိုချင်းသီလနဲ့ရတဲ့ချမ်းသာကြတော့အနဝိသဒုက္ခငွေကြေးဒနာမပါဘူးကိုဘာမှမဟုတ်တာမလုံးသည့်အတွက်ကြောင့်
ဘယ်ခါတွေးလိုက်ကိုယ့်ရဲ့ကိုချင်းသီလကိုချစ်ပြီးစိတ်ထဲမှာကျဉ်းနှံ့နေတယ်အားရမယ်အဲ့ဒါအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အဲ့ဒီအနဝိဇ္ဇဒုက္ခရဲ့တန်ဖိုးကခုနကဒုက္ခတွေအားလုံးရဲ့တန်ဖိုးတဲ့ပူကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်တမန်အဖြစ်လူတွေဟာကိုချင်းသီလကိုငွေကြေးတဏှာလောက်တန်ဖိုးထားခြင်းမှထားတတ်တယ်ဒါဘာကြောင့်မထားတော့ဆိုရင်ကိုချင်းသီလရဲ့အကျိုးကျေးဇူးကိုတည်တည်ချာချာဂဂနန္ဒမသိလို့သာဖြစ်တယ်တည်တည်ချာချာသိတဲ့မြတ်စွာဘုရားဒါနရဲ့အကျိုးသီလရဲ့အကျိုးမြတ်စွာဘုရားကသရဝါတွေနားလည်အောင်ဟောပြောဒါနဆိုရင်လည်းပဲဒါနရဲ့အကျိုးတဲ့သရဝါတွေကငါလောက်မသိကြဘူးငါလိုများသိမယ်ဆိုရင်တော့နောက်ဆုံးထမင်းလုပ်လေးပဲဖြစ်ပါစေမလှူပဲစားကြမှာမဟုတ်ဘူးဆိုမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိလှူခြင်းတန်ခြင်းရဲ့အကျိုးကျေးဇူးဟာအဗ္ဗဓမ္မကြီးမားတယ်လူသားတွေဒီဘဝမှာရရှိထားတဲ့စီးစိမ်ဥစ္စာတွေလူတွေအသုံးဆောင်နေတယောက်နဲ့တယောက်မတူကြဘူးလူဘဝရောက်လာလို့ရှိရင်ပစံချမ်းသာတဲ့လူရှိတယ်ဆင်းရဲမွဲတည်တဲ့လူရှိတယ်အိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့လူရှိတယ်အိမ်စုပ်အိမ်ချနဲ့နေရတဲ့လူရှိတယ်စည်စည်လောက်ကန်ဆောင်ရတဲ့လူရှိတယ်မကြောက်မကြမတောင်းမတချမ်းချမ်းသာသာနေရတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါလို့ကွဲပြားခြားနားနေတာဟာဘာကြောင့်လဲအဲ့တော့ကိုယ့်ကိုကျွတ်တင်ပြီးတော့စဉ်းစားပြီးဘဝမှာဒီကနေ့ခေတ်သုံးနိုင်ဆွဲနိုင်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့ကြိုးစားရှာလို့ချီမဟုတ်ဘူးအတိတ်ဘဝတုန်းကဒါနကောင်းမှုလုပ်ခဲ့လို့အကျိုးခံစားရတာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောတာဒါနတံဘူတာနိဘောဂာနိလူတွေသုံးဆောင်တဲ့ပစ္စည်းဥစ္စာဆိုတာဒါနကြောင့်ရလာတာပါလို့တချို့ကတော့တွေးကောင်းတွေးလိမ့်မယ်ဒါနကြောင့်ရတာမဟုတ်ပါဘူးအမေကပေးလို့ရတာပါသို့မဟုတ်ကိုယ်ကိုယ်တိုင်ရှာလို့ရတာပါကိုယ်ကိုယ်တိုင်ရှာဝေစုဆောင်လို့ရတာပါလို့ထင်ကောင်းထင်တယ်ဒါနမပါရင်အမေကပေးချင်စိတ်တောင်မရှိဘူးမပေးဘူးပေးလို့မရမိဘရဲ့အမွေမခံစားရတဲ့လူတွေလောကမှာထင်ထင်ရှားရှားရှိတယ်ထို့တူပဲကြိုးစားတော်လည်းပဲချမ်းသာကြွယ်ဝမှုမရတဲ့ပုဂ္ဂိုလ်တသက်တာလုံးစင်စင်ရဲနဲ့လောက်ကင်စားတော့ပြီးဆင်းရဲမွဲတေတဲ့ဘဝကမတက်တော့ပဲနဲ့တသက်လုံးပေမင်ပမလောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်ရှိတယ်လှုပ်လို့ရသလားလှုပ်တိုင်းမရဘူးဆိုတာသိကြတယ်စဉ်းစားကြည့်လေဖားကန်သွားပြီးကြောက်တူးတဲ့လူတွေမြေပြိုကျပြီးမြေကြီးအောင်ရောက်သွားတဲ့လူတွေကအများကြီးဖားကန်ကကြောက်တရားလို့ချမ်းသာတဲ့လူကအနည်းဆုံးပဲရှိတယ်အဲ့တော့ရလာတဲ့ပုဂ္ဂိုလ်ဟာအတိတ်ဘဝတော့ဌာနကောင်းမှုရှိလို့ရတယ်လို့ပဲပြောမရဘဲနဲ့သိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာကျိုးတော့ကြိုးစားပါရဲ့ကြိုးစားတဲ့အကျိုးလေးလောက်ရကောင်းရနိုင်တော့ကံပေးတဲ့ပုဂ္ဂိုလ်ကြတော့အများကြီးရလာအများကြီးရဒါကြောင့်မို့ဒီအတွေးမမှားဖို့လိုအပ်တယ်တို့တွေရရှိခံစားထားတဲ့စီစဉ်ဥစ္စာတွေဟာဒါနတံမုဒ္ဒာနိဘောဂာနိလို့ဆိုရင်အတိတ်တုန်းကတို့ကုသိုလ်ကောင်းမှုတွေဒါနကောင်းမှုတွေပြုခဲ့လို့သာအခုဘဝရတာလို့ဆိုတာသိသိချာချာမှတ်သားထားဖို့ထို့တူပဲဒီဘဝမှာအသက်ရှိပြီးတော့လူဘဝမှာနေနိုင်တယ်ယောဂဝေဒနာထိုက်တဲ့တော့ကင်းတယ်လူလောကမှာကိုရှာဖို့ထားတဲ့ပစ္စည်းဥစ္စာတွေမပျက်စီးဘူးခွန်သိက္ခာလူခွန်သိက္ခာပြေဝရှိတယ်ဆွဆွဲကဲ့ရဲ့မခံရဘူးလူတွေရဲ့အသိဉာဏ်ရှိတယ်ဆိုတဲ့ကိုယ့်ရဲ့ခြေနှက်ဖွယ်အခြေအနေတွေဟာတို့တွေအတိတ်ဘဝတုန်းကသီလစောင့်တည်ခဲ့လို့
ထိုသီလသာမဆောက်တည်ခဲ့ဘူးဆိုရင်လူလောကထဲမှာအခြေအနေဆိုးတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်လေမွေးလာကြတဲ့ကဆွမ်းအားနာမကြလူစင်မမီတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာရှိတယ်အဲ့ဒီလိုဖြစ်တာယောဂဝေဒနာထူပြောတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေရွယ်နဲ့သိဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီလိုလူဘဝမှာချွင်းချက်တွေများစွာဖြစ်လာခြင်းဟာလည်းပဲဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းပဲဖြစ်လာတာဖြစ်တယ်လောကလူဘဝရလာတာဟာတခြားဘာသာတရားတွေကတော့ဟောလိမ့်မယ်ဘုရားသခင်ဖန်ဆင်းလို့လူဖြစ်လာတယ်ဘုရားရဲ့ဆုံးမကိုသိမယ်ဆိုလို့ရှိရင်တို့တွေလူဖြစ်လာတာဟာအဓိကကံတရားကိရိတာနဲ့ကံပေါင်းစပ်လို့လူဘဝရလာတာပရိစ္ဆေသမုပ္ပါဒ်မှာကြည့်မယ်ဆိုလို့ရှိရင်အဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတာအဝိဇ္ဇာဆိုတာမောဟကိလေသာသင်္ခါရဆိုတာစေရနာကံဟောကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာသူတို့ရဲ့အကျိုးတစ်ခုအနေနဲ့ထုတ်လို့တော့ဘဝကိုစတင်တဲ့ပရိသေရိစိတ်ဆိုတာဖြစ်တယ်ပရိသေရိစိတ်ဖြစ်တဲ့အခါမှာပရိသေရိစိတ်နဲ့အတူနာယုတ်ဆိုတာဖြစ်တယ်ထိုနာယုတ်တွေကြီးပွားတိုးတက်လာတဲ့အခါတဏ္ဍာယရဏဆိုတဲ့အာယနာ6ပါးဖြစ်လာတယ်မျက်စိနာနာလျှာကာယမနအဲ့ဒါတွေပါလာတော့ပြင်ဘက်ကအစင်အတန်အနာအရသာအထီးတွေ့ဆိုတာတွေဆက်သွယ်မှုတွေဖြစ်လာတယ်ဟောတဏ္ဍာရဏကြောင့်ဖတ်တာဖြစ်လာတယ်ဖတ်တာဆိုတဲ့ထိတွေ့မှုကြောင့်ဝေဒနာစိတ်ခံစားမှုတွေဖြစ်တယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့စိတ်ခံစားမှုတွေဖြစ်လာစိတ်ခံစားမှုတွေဖြစ်လာတဲ့အခါလူတွေရဲ့တဏ္ဍာမှာဘာတွေထပ်တိုးလာတော့ဆိုတွေ့တာမှုတွေလိုချင်မှုတွေတက်လာတယ်တွေ့တာမှုလိုချင်မှုတွေကပြင်းထန်လာတဲ့အခါမှာဆွဲလန်းမှုဆိုတာဖြစ်လို့အဲ့ဒီဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ရလို့မှုနဲ့ကံတရားတွေပြုလို့မှုဆိုတာဖြစ်လာပြန်အဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်မှာဟောထားတာနော်စကလုံး12လုံးအကြောင်းပြုပြီးတော့အသုံးချပြီးတော့မြတ်စွာဘုရားဘဝတစ်ခုမှာအဝိဇ္ဇာနဲ့သင်္ခါရလို့ဆိုတဲ့ကံနဲ့ကိလေသာပေါင်းစပ်ပြီးဘဝတစ်ခုရထားတယ်နောက်ပိုင်းမှာတဏှာဥပါဒံဆိုတဲ့ကိလေသာရဲ့ကာမဘဝဆိုတဲ့ကံရဲ့ပေါင်းစပ်လိုက်တဲ့အခါအနာဂတ်ဘဝမှာဇာတိဆိုရရအောင်အဲ့တော့ဘဝဆိုတာရှင်းရှင်းပြောရရင်ကိလေသာနဲ့ကံကိလေသာဆိုတာကိုအရာစကားနဲ့နားလည်အောင်ပြောမယ်လိုချင်တာကိလေသာမုန်းလိတာကိလေသာဆွဲလန်းတာကိလေသာအဲ့တော့လိုချင်နေဆိုတော့ဘာလုပ်လဲလိုချင်တော့လုပ်တယ်လိုချင်တာဟာကိလေသာလှုပ်တာကကံတရားလှုပ်တော့ဘာဖြစ်လဲရတယ်ရလာတာကအကျိုးဝိပါကအဲ့တော့ကိလေသာရဲ့ကံရဲ့ဝိပါကရဲ့ဒီ၃မျိုးဟာလိုချင်လို့လှုပ်တယ်လှုပ်လို့ရတယ်ရလို့တခါလိုချင်မြန်တယ်လိုချင်မြန်တော့လှုပ်ပြန်တယ်လှုပ်ပြန်တော့ရပြန်တယ်အဲ့တော့ကိလေသာဝကမ္မဝဝိပါကဝဝလဲတယ်ဆိုတာအဲ့ဒါကိုပြောတာနော်အကြောင်းအကျိုးလဲပတ်ပြီးတော့ဖြစ်နေအဲ့ဒီအကြောင်းအကျိုးလဲပတ်ပြီးတော့ဖြစ်နေလို့ဒီထဲမှာကိလေသာဆိုတဲ့လိုချင်မှုကိုဖယ်ရှားလိုက်လို့ရှိရင်လိုချင်မှုနဲ့လှုပ်တယ်ဆိုတာမရှိတော့ဘူးလိုချင်မှုဖယ်လိုက်လို့ရှိရင်လှုပ်ဆောင်မှုဆိုတာကျော်ပါသွားတယ်လှုပ်ဆောင်မှုမရှိရင်ရရှိမှုဆိုတာမလာတော့အဲ့ဒါတန်တရားဝကလွတ်တယ်ဆိုဖြတ်ရမှာကိလေသာတစ်ခုပဲဖြတ်ရမှာကိလေသာဖြတ်လိုက်တာနဲ့ကံကလည်းအလုံးမရှိအလုံးမလုံးနိုင်တော့ဘူးဝိပါကဆိုတဲ့အကျိုးဆက်ကလည်းဆုံးသက်သွားတန်တရားဝကလွတ်ဖို့ဆိုတာပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားဒီလိုခေါ်တာဒီကြားထဲမှာဘုရားသခင်ဖန်ဆင်းတယ်ဆိုတာတခုမှမပါတော့အဲ့တော့ဘဝတန်တရားမှာဖြစ်နေတာကိုယ့်ရဲ့ထဲမှာရှိတာဖြစ်လို့
မြတ်စွာဘုရားဟောထားတာကိုမှတ်သားထားကြည့်ကိုဆင်ញင်သုံးသပ်ဖို့ပြောပြဥဘောပုံညင်စပါပိစယမစ္စောကုရုတိဣဒာမြတ်စွာဘုရားဟောတယ်လူဖြစ်လာတဲ့လူသားတစ်ယောက်ဟာလူဘဝရောက်လာပြီးတော့ကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုလုပ်တယ်နော်လူဆိုတာလုပ်နေတဲ့ထဲပဲကောင်းတာလဲလုပ်တယ်မကောင်းတာလဲလုပ်တယ်ကောင်းတာလဲပြောတယ်မကောင်းတာလဲပြောတယ်ကောင်းတာလဲတွေးတယ်မကောင်းတာလဲတွေးတယ်ဆိုမကောင်းဘူးဆိုတာအကုသိုလ်ကောင်းတယ်ဆိုတာကုသိုလ်နော်အလူတန်းတွေလဲလုပ်တယ်သို့မဟုတ်လူရမှုတွေလဲလုပ်တယ်စသဖြင့်ပေါ့တွက်ကြည့်လိုက်ဒုစရိုက်လဲလုပ်တယ်သူစရိုက်လဲလုပ်တယ်အကောင်းနဲ့အဆိုးလူတွေဟာလုပ်နေတယ်အဲ့ဒီမဲ့ဘယ်သူကများတော့ဆိုမကောင်းတာလုပ်တာများအလုံးချုပ်ကြည့်မကောင်းတာလုပ်တာများအဲ့တော့လူဖြစ်လာပြီးတဲ့နောက်ကောင်းတာမကောင်းတာအကောင်းနဲ့လုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီလုပ်ယုံနဲ့ပြီးသွားလားလို့ဆိုမပြီးဘူးလှုပ်လိုက်တာကြောင့်ကိုယ်ရင်ထဲမှာတွေးလိုက်တဲ့အတွေးလေးဟာကိုယ့်ရင်ထဲမှာပုံရိပ်တစ်ခုထင်သွားတယ်ပြောလိုက်တဲ့စကားလည်းပဲပုံရိပ်တစ်ခုထင်သွားတယ်ခုခေတ်လူတွေပြောရင်ပိုနားလဲတယ်နော်တယ်လီဖုန်းနဲ့ရိုက်ထားတဲ့ပုံရိပ်ဟာရှိနေမှာပေါ့ CCTV တက်ထားလို့ရှင်လေအဲ့ဒီနာဖြတ်သွားရင်ကိုယ်ပုံရိပ်ဟာရှိနေမှာပေါ့နော်အဲ့ဒါလိုပဲကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ကောင်းတာပြောပြောမကောင်းတာပြောပြောကောင်းတာတွေးတွေးမကောင်းတာတွေးတွေးတွေးသမျှပြောသမျှလုပ်သမျှတွေဟာပုံရိပ်အနေနဲ့ယင်းနေမှထင်သွားပြီကံတရားအနေနဲ့ရောက်ရှိသွားပြီလို့ဆိုဒါပြည့်ရောက်ရှိသွားရင်လူသေးသွားရင်ဒါတွေကပျောက်သွားလား CCTV တဲကပုံရိပ်ကဖြတ်ရင်ပြတ်သွားအောင်မယ်ကိုယ့်ရင်ထဲမှာရောက်သွားတယ်ကိုယ်စိတ်အစဉ်ထဲမှာရောက်သွားတယ်ကံကြမ္မာဆိုတဲ့ပုံရိပ်ကတော့မပြောက်ဘူးတဲ့တင်ညိတတ္တတက္ကံဟောတိဒါကိုယ့်အတွက်ကိုယ့်ရင်ထဲမှာရောက်သွားတယ်ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အရာဖြစ်သွားတယ်ဒီဘဝတွင်ပိုင်ဆိုင်တဲ့အရာဖြစ်သလားမဟုတ်ဘူးတင်စအာရယကိစ္စတိနောက်ဘဝသွားလို့ရှိရင်ဒီပုံရိပ်တွေပါသွားမှာပဲဟောအဲ့ဒါကြောင့်မလို့လူတွေဟာဒီဘဝမှာပုံရိပ်အမျိုးမျိုးနဲ့လာတယ်တချို့ကရုပ်လှတယ်တချို့ကရုပ်ဆိုးတယ်တချို့ကပညာတတ်တယ်တချို့ကပညာမတတ်ဘူးတချို့ကဥစ္စာပေါ်တယ်တချို့ကဥစ္စာမွဲတယ်တချို့ကကျမ်းမာတယ်တချို့ကမကျမ်းမာဘူးယောဂထူပြောတယ်အဲ့ဒီလိုအမျိုးမျိုးကွဲပြားတဲ့ပုံရိပ်တွေဖြစ်နေတာကိုလုပ်ခဲ့တာတွေပဲဒီလိုဆိုလို့တယ်ပေါ့ဒါဘဝမှာကိုနားလဲဖို့လိုအပ်တယ်ပေါ့ကိုလူဖြစ်လာလို့ရှိရင်ကိုဘဝကိုနားလဲတာကိုရထားတဲ့ပုံရိပ်ဟာအတိတ်ဘဝနဲ့ပတ်သက်နေတယ်ငါလှုပ်တာငါရတယ်ဆိုတာဒါဖြင့်နောက်ဘဝငါပါရခြင်းလေငါပါလှုပ်ရမှာလေကိုယ့်ကိုဆုံးဖြတ်အေးမကောင်းတာလုပ်ရင်မကောင်းတဲ့ပုံရိပ်တွေပေါ်မှာပဲကောင်းတာလုပ်မှကောင်းရင်တဲ့ပုံရိပ်ပေါ်မှာဆိုအော်လူ့ဘဝရတဲ့အချိန်မှာငါဒါနကောင်းမှုလုပ်မယ်ကိုချင်းသီလထိန်းသိမ်းဆောင်ရှောက်မယ်အနည်းဆုံးဒါနနဲ့သီလလုပ်ရမှာပဲဖြစ်တယ်ဒါနသီလလုံးမှပုံရိပ်ကောင်းဆိုတာထွက်လာမှာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကဆုံးမတာအတ္တနိစေပိယံစဉ္ညာနနံပပိနတန်ရုစေကိုမျက်နှိုးတမိုးထားတယ်ဆိုရင်နဲ့ပုံရိပ်ကောင်းကောင်းထွက်ဖို့အတွက်မကောင်းတာတွေနဲ့ကိုယ့်ရဲ့နဲ့မှာမကောင်းတဲ့အကုသိုလ်တွေမဖြစ်ပေါ်စေနဲ့ဒါဘယ်သူလောက်ရမှာကိုလောက်ရမှာပဲနော်မကောင်းတဲ့ပုံရိပ်တွေကိုရင်နဲ့နှလုံးထဲမှာမရောက်စေနဲ့ဘာကြောင့်လို့ဆိုရင်အဲ့လိုရောက်နေပဲဆိုရင်နာဟိတံသုတ္တဗံဟောတိဒုက္ခဒုက္ခတာကာရိနာမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာရဖို့မလွယ်ဘူးဒါကြောင့်မလုပ်နဲ့မကောင်းတာတွေကိုရှောင်ရမယ်ဒါဖြင့်ဘာလုပ်ရမလဲကောင်းတာလုပ်ရတတမကရိယကလျာဏနိစ္စယံတံပရာယိကပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိဒါကြောင့်မို့လို့ပုံရိပ်ကောင်းတွေထွက်ဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်ပါလို့
အခုလိုရဟန်းခံရှင်ပြုအလှတော်မင်္ဂလာလုပ်တယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေဟာကိုယ့်အတွက်မှာတော့ပုံရိပ်ကောင်းတွေထွက်ဖို့လှုပ်ဆောင်ခြင်းပဲဖြစ်တယ်ဒီလိုကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲစနစ်တကျရှင်တဲ့နှလုံးထဲကတန့်စင်မုံမုံမြတ်မြတ်နဲ့လုပ်တဲ့ဟာမျိုးဖြစ်ဖို့လိုတယ်ပေါ့ကိုယ်လိုချင်လို့လုပ်တာမျိုးလည်းမရှိသင့်ဘူးနော်တစုံတစ်ခုသောရည်ရွယ်ချက်တွေမရှိဘဲနဲ့အားလုံးပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေကိုဖိတ်မှန်ပြီးတော့ကျွေးမွေးတယ်ဆိုရင်သူတို့အတွက်အကျိုးအတွက်တို့အလှမင်္ဂလာကျွေးမွေးတာတွေပြောပြောပါပါဝမ်းသာစွာစားသုံးနိုင်ကြပါစေဆိုမေတ္တာနဲ့လုံးဝမှာပဲဖြစ်တယ်။သာသမီကိုရှင်ပြုတဲ့အခါမှာလည်းတို့သားတို့သမီးဖြစ်တဲ့အခိုက်မှာသာသနာ့ဘောင်ဝင်ပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့ကိုချင်းသီလကိုတနေ့တည်းတဏ္ဍနဲ့ပဲဖြစ်စေจิตသုံးနိုင်ပါစေမြတ်စွာဘုရားဟောကြားတဲ့ဓမ္မအမွေတွေကိုခံယူနိုင်ပါစေအဲ့ဒါလိုရည်ရွယ်ချက်နဲ့မိမိတို့ကိုယ်တိုင်လည်းဒါနကောင်းမှုဖြစ်တယ်သာသမီသုံးဖို့ကိုရှင်ပြုတဲ့ကလေးတွေရဲ့ယဉ်ထဲမှာလည်းပဲကုသိုလ်တရားတွေဖြစ်ပွားပါစေဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အလိုတော်မင်္ဂလာပွဲကိုဆင်နွှဲရမှာဖြစ်တယ်အဲ့ဒါမှပုံရိပ်တွေကောင်းကောင်းထွက်မှာဖြစ်တယ်မှန်ကန်တဲ့စိတ်တွေသဘောထားနဲ့လုံးဝပုံရိပ်ကောင်းကောင်းထွက်တာဖြစ်လို့ဘဝတန်တရားမှာပုံရိပ်ကောင်းထွက်မှနိဗ္ဗာန်ချမ်းသာဘက်ကိုဥလဲလို့ရမှာဖြစ်လို့တို့တွေဟာမှန်ကန်တဲ့လမ်းကြောင်းအတိုင်းမြတ်စွာဘုရားဟောတဲ့အဆုံးအမအတိုင်းတို့တွေလိုက်နာကျင့်သုံးရမှာကိုချင်းစာတရားထားပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့ကိုချင်းသီလတွေကိုတို့တွေထိမ့်သိမ့်ဆောက်ရှောက်ရမှာလို့အသိစိတ်ဝင်ပြီးတော့အစင်ထာဝရတတိတရားထားကြမှာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့လူဘဝရတဲ့အခိုက်လေးမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးတို့လုပ်ရမယ့်အလုပ်ဟာနှစ်ခုတည်းပဲရှိတယ်။ဘာလဲမလုပ်သင့်တာကိုရှောင်ရှားခြင်းလုပ်သင့်တာကိုလှုပ်ဆောင်ခြင်းအကုသိုလ်ကိုရှောင်ရှားခြင်းနဲ့ကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားခြင်းဆိုတဲ့ဒီအလုံးနှစ်ခုတို့တွေလူဘဝရတဲ့အခိုက်လေးမှာအကောင်းဆုံးအကြောင်းအကျိုးသိတဲ့ဘဝလေးမှာလှုပ်တဲ့လှုပ်ထိုက်တာတွေတို့တွေကြိုးစားအထောက်လှုပ်ကြရမှာဖြစ်တယ်လို့ကိုယ်စီအသိဉာဏ်ထားပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း